Karo jaya no. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Arahato Tathāgata Kilitāruma Kiwita Sinamuye Makam Buddharu Sekweya Naipe Pyuramamu Yaramamu Seitogave Jandiramamu Deche Yamana Dudong Bonduroi Buddhatu Kayuramu Raipavitharo Tamata Muddhata Tissa Liva Myatayani Alung Lungna Tiyaro Myatu Sayamagu Deyamunya Myathe Kurorai Tathinde Tinyena Munayma Vitharo Tata Bhagavato Thupona Ananda Nyana Ananda Dagura Ananda Runi Iduna Mula Myaswapaya Namo Yudi Myanu Manyu Juyu Shikujindi Atvivoedu Sinzi Medvi Pijavadi Gundedi Ngam Hou Chao Ngasi Mou Chao Yoga Le Ngam Hou Chao Khaima Tiyama Noတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမှာများသောအားဖြင့်အမှားကြတော့အမှန်ဖြစ်တယ်နော်။ဘာလဲလို့အမှားကြတော့အမှန်ဖြစ်။ဒါအမှားသဘောတရားနှစ်ပေါင်းကြာတော့အမှန်လို့ထင်တာတို့ဥမာအဖြစ်ပေါ့နော်။နေမကောင်းထိုင်မကောင်းဖြစ်ရင်ဒီဆိုတာဘယ်ယူစီးလို့ဆိုတာရှိတယ်မလား။မစနေယူရှိတယ်အင်္ဂါယူရှိပပယူစီးတာဆိုတာအမှားကြီးပေါ့နော်။နှစ်ပေါင်းကြာတော့အဖေရတဲ့ယူတိုင်းပါမလို့ထင်နေကြတာအဲ့ဒါအမှားကြတော့အမှန်ဖြစ်တာတော့ပေါ့လားဒါအိမ်လုံးဆွဲမှဇီဝတက်မယ်လို့ထင်ရတယ်အိမ်လုံးဆွဲတဲ့အိမ်ကြီးအများကြီးပဲဆေးရလိုက်တဲ့မွေးဒေတာအများကြီးပဲတော့ပေါ့လားအိမ်လေးကဒီအုပ်ဆွဲလို့ဖို့အနေကြီးကဇီဝတွေထိန်းပေးတာမြင်ရလားအဲ့နဲ့ကိုမြင်ဘူးကြလားဟုတ်တယ်နော်ဒါလည်းပါဆိုအမှားကြတော့အမှန်ဖြစ်တော့ပေါ့လားမချမ်းသာတာဖြစ်စိတ်အလယ်လေးပါပဲဖះလုံးတော်များအမင်းရှိတဲ့ခါနော်ခေါင်းရက်လို့ပဲပစ္စည်းရလည်းပဲကိုအနှစ်တဆုံးဖြစ်ရမယ်တစ်ဖက်သားကလည်းအလိုအဆုံးပစ္စည်းဖြစ်ရမယ်တကယ်လည်းလိုအပ်တဲ့အချိန်ဖြစ်ရမယ်ဒီချိန်မှဆိုရင်ဖဏဘက်ကနေအပြည့်ခံစားပြီးတော့ပေးပြီးထပ်တူအဲ့ပြောတဲ့ဆွမ်းအားဒီလေကလေးကြီးတွေလိုပဲပညာပညာများဝင်လာတဲ့ထင်ကြတာဆက်မှတ်နော်ရှင်များဘယ်လောက်ထိယူဆမှားလဲဆိုရင်အမှတ်မဲ့ကိုရထားတဲ့ထင်ပြီးတော့ဘုရားစီမှာတဲ့အမှတ်မဲ့ကိုစွတ်မှာဒုတိယမဲ့ကိုတရားပါလို့ဆုတောင်းခိုင်းနေတဲ့ဆုတောင်းမိထိုင်ရတယ်တဲ့အဲ့ဒါမှဒုတိယမဲ့ရတယ်တောင်းလို့တော့ယူဆရှိကြတယ်အဲ့ဒါဘာလဲဆိုတော့ဆရာထံမှာတေချာနီးမခံလို့ပေါ့တော့ပေါ့လားထေရဝါဒသာသနာဆိုတာကမှတ်ပါဘုရားကိုယ်တိုင်နှုတ်ကနေတင်တော့ကတရားအခရာနဲ့တကွာအလွတ်ကျက်ထားတဲ့လက်တွေပါကျင့်ထားတဲ့ယဟန္တာကြီးတွေရှိတယ်ပထမတန်ခါတင်တဲ့အခါမှာအလုံးကြားဘူးတယ်နော်ရှင်မဂ္ဂတအဝင်ပါယဟန္တာ900တောင်မှရှိတယ်နော်အဲ့ဒီရှင်မြတ်ကြီးတွေကအလုံးနဲ့စားနဲ့တွဲရတာဘုရားကိုယ်တိုင်ဟောတော့တက်ရိုက်ခံယူထားတာစကားတစ်လုံးဟာဘာကိုခေါ်လဲဆိုတာအတိအကျသိထားတာဟုတ်ပါ့လားလက်ဆင့်ကံပြီးယဟန္တာတွေအများကြီးဖြစ်လာခဲ့တာနောက်အိန္ဒိယမှာတာနာကွယ်မှာကြိုသိတာကြောင့်မို့လို့ဒီဟိုဘက်ကိုညွှတ်ကြတယ်ပို့ကြတယ်ဒီဟိုမှာမိုးရေခေါင်တာနာကွယ်တဲ့နောက်ပိုင်းမှာတခါတထုံဘက်ကိုမှတခါညွှတ်ကြတယ်အနာဂတနဲ့ဆိုအနာဂတ်မြင်တဲ့ယဟန်တွေအများကြီးဘူးဒါတထုံကနေတခါရှင်းအရဟံအလုံးကြားဘူးလေနော်တခါရောက်တခါနေပါကြီးပြန့်သွားတာပဲယဟန်တာမစိတ်ဘူးအဲ့ဒါဘုရားဟောတက်ရိုက်မူရင်အတိုင်းအလုံးနဲ့ဆန်နဲ့တွဲပြီးတော့ကျင့်တဲ့ယဟန်တွေရှိတယ်
အဲ့ရှင်မြတ်ကြီးတွေကစာနဲ့အလုံးနဲ့တွဲပြီးတော့သင်ကြတာဟုတ်ပေါ့လားစာကိုဖတ်ပြီးကိုထင်ရမြင်ကောက်တာမဟုတ်ဘူးဟုတ်ပေါ့လားဟုတ်ဖတ်ပြီးထင်ရမြင်ကောက်တာလို့မဟုတ်ဘူးနော်တရားမှတ်ပါမသိရင်ဆရာထံချင်းကစာပေနဲ့ပတ်သက်တဲ့မွေးကတော့စာတန်ကြီးတွေမှာပဲရှိတယ်ကိုယ့်ကိုစောက်ဖတ်လို့မရဘူးနော်စာတန်ကြီးတွေမှာတကယ်ထိတ်တန်းဆရာတော်ဘုရားကြီးတွေချင်းကပ်ရတယ်ချင်းကပ်ပြီးကြမှန်းပေါ့လားဒါစာတန်ကြီးတွေအရေးကြီးတယ်နော်ဒါလည်းထောက်ပံ့ကြရမှာဝိုင်းကြရမှာဒီစင်လာပြတ်သွားရင်ဘုရားသားကကွယ်မှာပဲဟုတ်ပေါ့လားအရေးကြီးတယ်နော်ဒါမှမဟုတ်ပရိယပฏิပတ်ပฏิဝေဒကိုဘယ်လိုပြလဲဆိုတော့ကံပေါင်းရေရေရေကြားရေမှတ်ပေးတာနော်စာပေတွေဟာဒီရည်စတဲ့ကြီးတွေဟာကံပေါင်းနဲ့တူတယ်တဲ့ပฏิပတ်တွေကရေနဲ့တူတာဒီတရားကျင့်တာပါရေနဲ့တူတာနော်ပฏิဝေဒဆိုတာတော့ရာဝတ်နေနဲ့တူတာတဲ့မညာဘုံညာပြောတာကံပေါင်းကြီးကပြတ်မှာရေနေပါမလားဟုတ်တယ်ဒါစာပေတို့အစင်လာမပြည့်အောင်ဆောင်ကြရတာဟုတ်ပါလားဒါစတဲ့ကြီးတို့ဝိုင်းပြီးအားပေးရမှာဟုတ်ပါဘူးဘုန်းကြီးတို့လည်းဒီစာတွေဟောနေတာစတဲ့လိုက်ခဲ့ရတာကောက်ထင်ရမြန်ကောက်လို့မရဘူးဆရာတော်ကြီးတွေချင်းကဘယ်လိုခေါ်တယ်လဲဖေဟာနောက်ညွှန်ကြားတဲ့စောက်တွေဖတ်ရတာဗေဒံကျမ်းတွေဖတ်ရတယ်ဗေဒံဖတ်ပါဆိုဗေဒံဖတ်ရတယ်ဖတ်တော့မှမရှိရင်ထက်တယ်မရတာအဲ့တော့မှဟုတ်ပါလားလို့သိရတာဟုတ်ပါလားအဲ့တော့မင်းတို့ဆရာတော်ဘုရားကြီးလည်းမရှိခဲ့ပြီးသားဘာဘုဒ္ဓမှာရှိပြီးသားနော်အဲ့ဒါမရမေးတယ်တဲ့ရှင်ဘုရားတဲ့ဘုရားမရှိတဲ့နောက်မှာကျင့်နည်းမျိုးစုံပေါ်မှာတဲ့အဲ့တော့ဘယ်ကျင့်စဉ်ဟာဘုရားဟောကျင့်စဉ်အစ်စ်လို့လက်ခံကျင့်လို့ရမှာမလဲဘုရားလို့သိရတယ်မေးပဲခဲ့တယ်ဘုရားအမိရှိတယ်နော်ဖြစ်တာတဲ့နာမည်ကြီးလို့ပဲဖြစ်ဖြစ်ပိဋကများလို့ပဲဖြစ်ဖြစ်ခေါင်းရှိပါကြီးလို့ပဲဖြစ်ဖြစ်တဲ့ဘယ်နေရာပဲလာပြီးပြီးပေးတဲ့ချက်ချင်းလဲမငင်းနဲ့ချက်ချင်းလဲလက်မခံနဲ့တဲ့ဘုရားမတရားမပြောဘူးနော်ဘုံတဲ့စိတ်နဲ့အထင်သေးတဲ့စိတ်နဲ့ဆိုင်နေတဲ့စိတ်နဲ့မဟုတ်ဘူးနော်ချက်ချင်းလဲပါလဲမငင်းနဲ့ချက်ချင်းလဲလက်မခံနဲ့အမုန်းနဲ့မပါဘူးနော်ဆိုင်နေမပါဘူးနော်ဟုတ်ပါလားပြန်တာတက်တက်မှနဲ့ဆိုင်နေလည်းမဟုတ်ဘူးဟုတ်ပါလားအမှန်တရားကိုလူရင်လို့ဘုရားအဲ့ပြတဲ့နည်းကိုတဲ့ငါဘုရားဟောခဲ့တဲ့သုတ်တံဝိနည်းအပြည့်မှာပါဠိတော်ရှိတယ်တဲ့အဲ့ဒါထည့်ကြည့်လိုက်ပါတဲ့ကြိုက်နေဆိုရင်ငါဘုရားဟောတဲ့တရားပဲတဲ့လက်ခံကျင့်တော့ပါပဲခဲ့တာဟုတ်ပါလားအဲ့ဒါရမ်းလို့မရဘူးနော်ဒီနေ့မှဘုန်းတို့ရကျင့်တဲ့အခါမဲ့နဲ့ပတ်သက်တာဘုန်းနဲ့ပတ်သက်တာလေးတွေရှိတယ်နော်ဒီရကျင့်တဲ့အခါကျဘုန်းဘုရားဒီလိုမဲ့ရမလားဘုရားဖို့ရမလားဘုရားမေးတယ်မလားမေးရမှာဒါလိုရင်လို့ပဲလူသားကြတာမလားအဲ့ဒါမှတ်ပါဒါကိုဆရာတော်ဘုရားကြီးကမဟုတ်ဆရာဘုရားအမိန့်ရှိတယ်နော်မဲ့ဆိုတဲ့သဘောတရားမဲ့နဲ့ဖို့ရှင်းပြတာမှာတိုင်းပြည်နေပြီးစစ်ဖြစ်တဲ့အခါမှာတဲ့နဲ့အရာလူရပရိယတာတဲ့ပုဂ္ဂိုလ်ဟာစစ်တိုက်ပေါ်နိုင်သွားတယ်တိုင်းပြည်ကိုနိုင်သွားတယ်အလံဆိုင်နိုင်တယ်တဲ့အဲ့ဒါမဲ့နဲ့တူတယ်တဲ့နော်ဒါမျိုးတိုင်းပြည်ကမငြိမ်သေးဘူးဟုတ်ပါလားလက်ကြံတွေကတောင်းကျမ်းတော့ဟာအဲ့ငြိမ်ဝတ်အောင်ငြိမ်ငြိမ်ရေးလုပ်တာကဖုန်နဲ့တူတယ်တဲ့ပြောမယ်နော်တိုင်းပြည်ဒီမှာနှစ်ပြီးစစ်တိုက်ကြတယ်ဒီနေ့အရာလူရပရိယတာတဲ့ပုဂ္ဂိုလ်ဟာနိုင်သွားတော့အလံဆိုင်နိုင်တယ်သို့တော့လက်ကြံတွေကထတာမတောင်းကျမ်းဘူးလားတောင်းကျမ်းတာကိုငြိမ်ဝတ်အောင်လုပ်တာကဖုန်နဲ့တူတယ်နိုင်တာမနဲ့တူတယ်ဟုတ်ပါလားတနည်းအားဖြင့်တဲ့ရဲနေတဲ့မိသေးကြီးရဲရဲကြီးကိုတဲ့ရေလောင်းလိုက်တယ်ခဲနေဆိုရင်ချက်ချင်းအရဲပြောက်တော့အမဲဖြစ်သွားတယ်ဘာမကင်တဲ့အောင်တဲ့ပူသေးတယ်တဲ့အရဲမဲသွားအောင်လောင်းလိုက်တာမနဲ့တူတယ်တဲ့အပူငွေ့ကိုတချင်းချင်းတတ်တာဖုန်နဲ့တူတယ်ဒီမျိုးဥပမာပေးရတာနော်နာဝဆရာကြီးကဒါဆရာတန်နိခံပြီးသားမို့လို့နော်တက်စင်ကန်းခဲ့တာသဘောတည်းပြဖုံးလို့တန်တယ်အသွေးအသားချင်းစီမှာတတ္တိတွေရှိနေတယ်အဲ့ဒါတရားခေါ်တာဘာခေါ်လဲတရားအဲ့တော့ဒီတတ္တိတွေကဘယ်လိုလုပ်ဝင်နေရလဲဆိုရင်ကိုယ်အသွေးတတ်မှာတတ္တိတွေရှိနေတယ်ဆိုတာကဝင်ပေါက်ရှိလို့ပေါ့ဟုတ်ပါလားဝင်ပေါက်ကဘယ်ရောက်ဝင်တယ်ရှာမှာတခါဘုရားရှင်ပါဠိဖြည့်တယ်ခေါ်တယ်ဖြည့်တယ်ဆိုတာလည်းပဲဒီဘက်ထဲကိုရေဖြည့်တယ်ဆိုတော့အပေါင်းရှိမှဖြည့်လို့ရတာဟုတ်တယ်မလားဒါနဲ့တသိထဲမှာဆိုလည်းအပေါင်းမရှိပဲဖြည့်ပေးပါမလားဒါပေမဲ့အဲ့တိုင်းနဲ့ဒီမှာတက်တီတွေဝင်နေတယ်ဆိုတာအပေါင်းရှိရမယ်ဘယ်ပေါက်ကဝင်တာလဲဆိုတာကိုလည်းသိရမယ်နှလုံးပေါက်ကဝင်တာလို့မှတ်ပါဘယ်ပေါက်ကတော့
ခလုံးပေါက်ကနော်နှလုံးသွေးမှာစိတ်ကတစ်ဖြတ်နဲ့လျှက်စုပေါ်နေတာဒါအစစ်မြင်တော့ဘုရားဟောမှသိရတာအဲ့ဒီစိတ်ကတီဗီဆက်လို့အာရုံကိုဆွဲကြိုင်တာဘလောက်ဝဝဆွဲနိုင်လဲဆွဲကြိုင်ပြီးတိုင်းချုပ်ငင်းနေဆိုလို့လေးပဲတဲ့တီဗီခွေဖမ်းတတ်တယ်လို့ပဲတဲ့အတွေ့အတားချင်းစိတ်ပြီးတော့တတိတွေဝင်သွားတာအတိတ်တင်လဲမယ်အဲ့ဒီမှာတတိတွေပါလာတယ်ဟုတ်ပါလားအဲ့ဒါအာတိဝနတတိလည်းခေါ်တယ်ဟုတ်လေပြီနော်အတိများစွာပေါ်တော့ဒီမှာကိန်းတော့တာပဲကိန်းသွားတာနော်အဲ့တတိကတရားပဲတွေးတတ်မှဆောင်းနေတယ်ခေါ်တာတရားဆိုတာဒီဗမာစကားစစ်မဟုတ်ဘူးတဲ့ပါဠိကဆင်းသက်တာတရလို့ခေါ်တယ်ဘယ်လိုခေါ်မလဲတရဒီကတောက်ချိုက်သားကောက်တရလာတာဘယ်လာလို့တရနော်နေဝဆရာဘုရားကြီးကိုတိပိဋကတရပိဋကသုံးပုံကိုဆောင်းသောပုဂ္ဂိုလ်ကြီးလို့ခေါ်တာရှင်ဘုရားဒီကထာဘုရားပါလေလို့သွားမေးလိုက်ဘုရားကွန်ပျူတာစက်ထဲတော့ပြန်ပေါ်လို့ပဲဟုတ်ပါလားဘယ်ကျမ်းမှာဘယ်တုတ်တံမှာသမဏဘလောက်မှရှိတယ်လို့ပြောနိုင်တယ်ဒီထဲမှာဆောင်းထားတာတတိဆောင်းထားတာဒီကတော့ပြလို့ကောင်းတယ်နော်ကွန်ပျူတာစက်ထဲမှာကဲထည့်ထားတာမျက်စိနဲ့မြင်ရလားရောက်တော့ခလုံးတွေဖော်မှပေါ်တာမလားအဲ့တိုင်းပဲဆောင်းထားတာအဲ့တရားအလုံးအတွေ့အကြုံမှာရှိနေတယ်ဟုတ်ပါလားအဲ့တွေ့ရတပတ်လေတဲ့အခါနှလုံးအိမ်ပေါက်ကိုဒီစိတ်ဟာဖြင့်ရုပ်နဲ့အိမ်ညမညာဆိုစကားကိုသိထားပါဒီနှလုံးအိမ်မှာဆိုရင်ဒီဖျားပိုင်းနေရဒီကုလုံးပို့တဲ့အခါသိရအဲ့ရဖြတ်တန်းပြီးတော့ဒီကုလုံးကိုသွားတာပဲဒိုင်နမိုလေတဲ့အခါမိထွက်တယ်လို့ပဲတစ်ဖြတ်ဖြတ်နဲ့ပေါ်လိုက်ချုပ်လိုက်ဖြစ်နေတာလို့မှတ်ပါပေါ်တိုင်းမှာမျက်စိမှာဆိုလဲအာရုံဆွဲကန်လိုက်တာပဲထပ်စဉ်ကလမချမနောမှာလည်းထပ်စဉ်ပုံဆွဲကန်ကြတယ်နော်အဲ့တော့ဆက်ပြီးတော့ပြန်စီဆုံးဖြတ်တာပဲအဲ့တော့အထက်ထင်းပြီးဆက်ကြတာနော်ဒါတဏ္ဍာတစ်ချောင်းလုံးမှာဘုရားဟောတရားမနာတဲ့ပုဂ္ဂိုလ်များတော့အထက်ထင်းပြီးတော့ဆက်တာကြီးပဲတွေ့တိုင်းကြံတိုင်းအကုန်လုံးဟာခွေဖမ်းလို့ဒီမှာတွေ့မှာတတိပါသွားတာဟုတ်ပါလားအဲ့ဒါဘုန်းကြီးကကိုယ်ရဲ့အားဖြင့်လည်းသဘောပေါက်တော့လည်းပဲအခိုင်အမာမပြောရင်းဘူးဒါမလို့အခုပိဋကအောင်ဆောင်တဲ့ရောဆိုတော့ဘယ်ကြီးကအမေရှိတော့ဘုရားတအားဝမ်းသာသွားတာဇာကျက်တဲ့အခါမှာပြောတဲ့အခါထူတဲ့အခါဒီမှာတဲ့သူနှလုံးသွင်းမှာမိပြီးတော့အတရားအသားတရားချင်းဒီမှာကိန်းတာတဲ့ဥမာဖြစ်ွယ်တဲ့တီဗီခွေဖမ်းတတ်တယ်လို့ပါပဲလို့အမေရှိတော့ဘုရားဝမ်းသာသွားတာဟုတ်ပါလားပဋ္ဌာန်းကျမ်းနေဘုရားဖတ်ကြည့်တော့ဒီတိုင်းပဲတော့ပေါက်ထားတဲ့အတိုင်းဒီတော့ဟောနေတာအားမရှိဘူးထိတ်တန်းပိဋကအောင်ဆောင်ဆိုတော့ဘုရားအဲ့တိုင်းပြောတော့ဘုရားဝမ်းသာပါလားဟောတာအားရှိတာပေါ့နော်ကိုရှင်မှာဆရာကြီးရှိတော့ဟိုအနေနဲ့ကင်းတာပေါ့ဟုတ်ပါလားကိုထင်ရကိုပြောလို့မရဘူးလေဥမာပေးတာလေကိုပေးနေပြလို့ရတာပေါ့သို့တော့ဆရာဖေးတွေကလည်းပေးလာတယ်ဆိုတော့ပြောလို့သိကောင်းတာပဲဒါနတာထွန်းကားနေတာနော်ပြီးတော့ပတ်ကြိုက်တာတွေးပြန်ပြောခွေဖမ်းတယ်လို့ကုန်ကိန်းနေတာအဲ့တရားပဲအံ့ဩစရာဖမ်းပြီးသားခွေကိုဆက်တဲ့ပြန်ဖွင့်ဆောင်းရထင်းပြန်မပေါ်ဘူးလားအဲ့တိုင်းပဲဟုတ်တယ်မလားအဲ့တော့အတိတ်တခါပြန်ပြီးတော့စိတ်ကပေါ်လာရုပ်ကလည်းအတိတ်ပြန်ပေါ်တတိပါလာတာဟုတ်ဒါတော့အာရုံလက်ခံဆုံးဖြတ်တဲ့အခါကျတော့စိတ်အမြင်ကအဲ့မှာပွာသွားပြီပြန်ပြမယ်နော်အာရုံလက်ခံဆုံးဖြတ်တဲ့အခါစိတ်ရဲ့အမြင်ဟုတ်ပါလားစိတ်ရဲ့အလင်းရောင်နဲ့မိတ်အကျယ်ဝန်းရှိတယ်အမြင်ရှိတယ်စိတ်ကအလင်းရောင်နဲ့မိတ်နဲ့အမြင်ရှိတယ်သူတခဲနဲ့အသုံးချတဲ့တံမီးလေးတွေ့ဘူးလားမလားတခဲအားများလို့ရှိရင်အလင်းရောင်ကမတောက်ဘူးလားနန္ဒမိတ်ကမကျဲဘူးလားအဲ့ဒါသိထားရမှာတခဲအားနေသွားရင်အလင်းရောင်ကမိန်သွားတယ်နန္ဒမိတ်လည်းကျင်းသွားတယ်အဲ့တိုင်းဖြစ်တာဟုတ်ပါလားစိတ်ကအလင်းရောင်နဲ့နန္ဒမိတ်ရှိတယ်ဟုတ်ပါလားအဲ့ဒါကိုဉာဏ်လို့ခေါ်တာပညာလေးလို့ခေါ်တာပေါင်သွားရင်မောဟအမှောင်လို့ခေါ်တာဟုတ်ပါလားတခုပြေးမယ်ဆိုလို့ရှိရင်တရားဒီမထားလို့ပါဒီနေ့ပူနေလို့ရှိရင်အပူဓာတ်ထွက်ရင်ဟုတ်ပါနန္ဒမိတ်ကကျင်းသွားတယ်ပေါင်လဲမှောင်သွားတယ်အေးမှအလင်းအောင်လာတာဒါမှမဟုတ်ရုပ်နဲ့စိတ်အញ្ញမရပြောတာအေးတာလည်းတခါစိတ်နဲ့ဆိုင်မြန်တယ်စိတ်ကမကြည်တတ်ကြအားမရကြဘူးပြီးလို့ရှိရင်အေးမလားပူမလားရုပ်ပါသွားပြီးတတိကျင်းသွားတာပဲဒါပြန်လဲလားစိတ်ကလည်းအမောင်တန်များလာတာပဲဟုတ်ပါလားဒါကရာသီဥတုနဲ့ဆိုင်မြန်တယ်
တခါတည်းမှာစိတ်တဲ့ပုဂ္ဂိုလ်ကအဲကွင်းရှိတဲ့နေရာဟိုတယ်မှာသွားထိုင်လိုက်ရင်လေအေးချမ်းသွားရင်စိတ်ကြည်ကြည်ပါပြန်တာဟုတ်တော့ဥရိယာတိရောက်အေးတယ်ရတော့လေပဲကြည်ပါပြန်တာပဲဟုတ်ပါလားဥရိနဲ့ဆိုင်ပြန်တာပဲဟုတ်ပါလားကံရောဥရိရောအာဟာရနဲ့ဆိုင်ပြန်တာပဲအေးတဲ့အာဟာရတောက်တယ်အားရှိတဲ့တော့လန်းဆန်းဆိုတော့လေလက်ရောက်ဆွပြန်တာပဲအဲ့စိတ်ဟာပင်ကိုသွားမရှိဘူးဟုတ်ပါလားစိတ်ကပါပင်ကိုသွားတတ်တယ်မရှိဘူးတော့ကံတတ်တယ်မှတ်ထားနော်ဆုံးဖြတ်ချတာကံနေရပေါ့ကံတတ်တယ်ဥရုအာဟာရနဲ့ဆိုင်နေတယ်ဟုတ်ပါလားပင်ကိုတတ်တယ်မရှိဘူးဟုတ်ပါကြလားဓာတ်စိတ်လည်းသွားမလုံးနဲ့လုံးလုံးအနှစ်သာရမရှိဘူးတော့အနတ္တပဲတော့အနှစ်သာရမရှိဘူးဟုတ်ပါတစ်ချက်ပေါ်လာဟာမှတ်လိုက်ပါဆုံးဖြတ်ချထားခဲ့တဲ့ကံတတ်တယ်ဥပါဒကံကိုပြောတာနော်ကံကအပူဓာတ်နဲ့ရှင်ပြီးအညံ့နေထည့်ထားရင်ရက်ပြန်ပေါ်ရင်စိတ်ကလည်းအလင်းအောင်နေလာတယ်တခါဥရိယာတိကဥရောအာကြီးလည်းရပါမလားမရဘူးဒါအရက်မတောက်နဲ့ပြောတာအရက်ကအပူဓာတ်တယ်မလားတွေးတဲ့စိတ်ဝင်သွားတာအပူဓာတ်များရင်အမှောင်ဓာတ်များရင်အလင်းဓာတ်မလာဘူးယတနာတွေကရုပ်တည်ညာစိတ်ပိုင်ညာလားအတွေးခေါ်အမှန်တန်ညာလားဒီမထားကြလို့ဘူးတဲ့ခါဆိုစဉ်းစားကြည့်လေကဲစကားလုံးပြောရင်ပဲအဲ့တော်ကလဲနေတာလူတွေမဟုတ်စကားပါလဲမူးနေတာသူစကားတော့ကိုယ်ကမူးလာတာထက်ရတယ်စဉ်းစားကြည့်နော်အလေးအောင်မထွက်တော့အဝေးလည်းမမြင်တော့ဘူးဟုတ်ပါလားဒါမှမဟုတ်အရင်မတောက်ကောင်းဘူးတောက်ရင်ကိုယ့်ကိုယ်ဖျက်ဆီးတာဒါအယူတက်ခေါ်တယ်ခရကတော့မင်းရှိတယ်အဲ့ပုဂ္ဂိုလ်များဒီအချိန်ကြောင့်ယတမတွေကြောင့်နော်ဒါနဲ့ဖတ်အောင်သင်ခဲ့တော့အပေမကြတောင်မှာတဲ့လူဖြစ်ရင်လည်းလူယူတဲ့ဒါကနွားဖြစ်လည်းနွားယူပဲပေါ့ခွေးဖြစ်လည်းခွေးယူအဲ့ဒါဖြစ်တာဒီယတမတွေလည်းအကြတယ်ဖို့ဟိုတော့ခုတော့မအကြပါဟိုတော့အတ်တယ်အဲ့ဒါဘုရားပြောတယ်ငါလည်းမခံဘူးလို့ရက်ကိုလူပါတဲ့ဘုရားဆိုငါလည်းပဲလူမခံနိုင်ဘူးလို့အဘအားပေးတယ်တောက်တာတောင်းလို့အားပေးတယ်ဟိုတော့ယတမတွေမတောက်လို့ဆိုရင်ကဲလုံးလို့အဲ့တောက်တာတောင်းတယ်ဒါပေမဲ့တန်းတော့ပြောပြမယ်ခံနိုင်တော့ပေါ့လို့ဘုရားဟောတာအယူတက်ဖြစ်တော့ကြအဲ့တတိပါသွားရင်အပေကြတယ်မကြလို့လူဖြစ်လဲလူယူဟောတခါကြလို့ခွေးဖြစ်လဲခွေးယူဖြစ်မှာအဲ့ဒါကဘုန်းကြီးလက်တွေ့မှုလို့ယုံရတာဘုန်းတော်အမျိုးရတကာတရားလူပညာသမားသူကစိတ်ကောင်းတအားရှိတာအဲ့ဒါမှမလို့အပေါင်းနဲ့တူရောပြီးတော့အရက်ကဆွဲသွားလိုက်တာတရားမှန်နော်ဗရမကလူကအရက်ကိုတောက်တယ်အဲ့တတိတွေညံ့တော့သူရတောင်းတော့အရက်ကလူကိုပြန်တောက်တာဒုက္ခရောက်တာပဲအဲ့တော့သူအစီဝါးကြီးပြဲပြီးတော့အိမ်မဲကြံတော့တယ်အခွန်မဲရှိတော့တယ်ယောဂလည်းဖြစ်သွားတာဟုတ်မိမလည်းဖောက်ပြန်တော့သူကစဉ်းစားတယ်သူကလူပြောအငယ်ကိုဘယ်လိုခေါ်လဲညီလေးလို့ခေါ်တယ်သူကမိမထားတဲ့အငယ်ကိုညီလေးခေါ်တယ်သူကဒါနေညီလေးကအိမ်မတက်ပါတဲ့အဲ့တော့တက်တော့မခံနိုင်ဘူးပဲတဲ့အိမ်မှာရောင်းတော့မယ်ဆိုပြီးအိမ်မှာရောင်းပြီးတော့တင်အောင်တော့ခက်နောက်သူကအသေးခံတောက်သွားတယ်ဖြတ်လည်းမဖြတ်ဘူးစိတ်ကောင်းရှိလို့လည်းမသိဘူးလူပြန်ဖြစ်တယ်အမျိုးတည်းဝင်တယ်အိမ်မနဲ့တူကအကြနာဝင်တာဒါပေမဲ့အခု7နှစ်သားကျော်သွားရင်စာသင်လို့မရဘူးခုလည်းဖြစ်နေတယ်ဒီပေးကြပါလားအဲ့ဘုန်းကြီးအရသမားကြီးအားပေးပါတောက်တာတော့ခံနိုင်တောက်တာတော့ဖခင်ကမြင်လို့ဟောခဲ့တာဟုတ်ပါ့လားဖခင်ရှင်ကမှတ်ထားပါပုပ္ပင်ညွတ်တဲ့ဉာဏ်တော်ကြီးတွေကစောင်းလှန်ကြမလို့ဖတ်တန်းလှန်ကြမလို့ကျွတ်လိုက်တယ်လေကဘာတင်းကြီးပြီးဖြစ်မှန်နေနေတာဒါကြောင့်ဖြစ်တယ်ဆိုဖခင်ပြီးပြီးသားဟုတ်ပါ့လားအဲ့တော့ကိုယ့်ကိုတနာလို့ရှိရင်ဒီလမ်းကြောင့်မကောင်းမှန်းသိရင်ရှောင်ပေါ့ဟုတ်ပါ့လားကိုမှတော့ဘုရားခံရမှာလေဘုရားခံရမှာဓမ္မနိယမှာမျက်နှာမှာမလိုက်တာအဲ့လိုဒါမြင်ရင်စိတ်တွေကမှတ်လိုက်ပါကံနဲ့လဲဆိုင်တယ်ကံတတ်တည်နဲ့ဆိုင်တယ်ကံနဲ့ဆိုတာခွေဖမ်းတယ်လို့နော်ကံတတ်တည်ဆိုင်တယ်ဥရုနဲ့လည်းမဆိုင်ဘူးလားအာဟာရနဲ့ရောဆိုင်တယ်ရှိတကားရှိတယ်လေအခုကိုပြန်ကြည့်လိုက်တယ်နော်မနေ့စောစောအေးတော့ဆိုရင်စိတ်တွေမကြည့်ဘူးလားကဲနေလိမ့်မလို့ချွတ်ထွက်လာရင်ကြည်လားရှိတကားရှိတယ်နေမြင့်လေဟုတ်တယ်ဘိုက်ကလည်းစားလာနေရမြင့်လာဆိုရင်ဒေါသဖြစ်ရှင်အလကားနေဖြစ်ရှင်တာဟုတ်မဟုတ်လားအဲ့ဒါဒီအကဲမခက်တယ်လို့ခံရတာနော်ဒါမှမလို့နည်းနည်းပြင်ပန်းလာလို့အပူဓာတ်ထွက်လာရင်ဒီမှာအမှောင်တက်ဝင်လာတယ်အလကားနေစိတ်ကမတက်မတန်ဒေါသဖြစ်ရှင်တာပဲဒေါသအနုစားလေးပရိက္ခဏုတရားဂိမ်းနေဟုတ်မဟုတ်လားသိထားရမှာနော်အဲ့ဒါကိုယ့်ကိုချိန်ထားရမယ်စိတ်ကငါမဟုတ်တော့ကြောင့်ငါလိုရင်တဲ့ပုံစံမရပါဘူးကံစိတ်ဥရဟာအိညာမိညာဖြစ်နေတာဟုတ်ပါ့လားရပြီနော်ဒါမြင်ကောင်းပြီ
ဟုတ်လားစကားပြောအောင်မဲ့နဲ့ဖို့ပြန်စီအောင်နော်ပြန်ကြည့်အောင်မဲ့ကလည်းအမှန်တကယ်တော့ဟာတဲ့ဆုံးဖြတ်ချက်ချတာပါပဲမှတ်ထားနော်မဲ့ဆိုစကားကဘုရားအမိပေးတဲ့စကားလုံးဟိုအိန္ဒိယကလာစကားပါဠိစကားပဲထားနော်အဲ့ရဗမာလိုပြန်တဲ့အခါမှာဘုလိုစာမတိတော်မှာပါဇက်ပေါက်လည်းမက်ပေါက်ခေါ်တာပဲနားပေါက်လည်းမက်ပေါက်ခေါ်တာပဲအေးဆိုတဲ့စုနဲ့ပေါက်လည်းမက်ပေါက်ခေါ်တာပဲထွက်လန်းကိုမဲ့လို့ခေါ်တာဗမာလိုကထွက်လန်းလို့ပြောတာဘာလို့ထွက်လန်းအဲ့တော့ဘုရားညံထဲ့တယ်ထွက်လန်းညံလို့သုံးလိုက်တာဒါလို့ထွက်လန်းညံဗမာလိုတဲ့ကထွက်လန်းညံမဲ့ဆိုလို့အကြီးမထင်နဲ့နော်ဗမာလိုဘာလို့ထွက်လန်းညံဘုရားထွက်တာလည်းမေးတော့ဟာတဲ့30ဘုံကျင်းလဲစေတဲ့တန်တရာဆက်ကနေထွက်လန်းနေတဲ့ညံထွက်လန်းညံပြောတာဟုတ်ပေါ့လားဒီနေ့ပုံရှည်လေးပြန်ချပါအောင်နော်အဲ့တော့ဉာဏ်ပညာလေးကိုဉာဏ်လဲခေါ်တယ်နော်မှတ်တာနော်အဲ့အာယုန်ကိုလက်ခံဆုံးဖြတ်တဲ့အခါမှာခေါင်းလုံးကတော့တန်တရာကိုကျင်းလဲအောင်ခန္ဓာအစဉ်တန်းအောင်ဆုံးဖြတ်ခဲ့တာဘုရားကလည်းဆိုရင်ဝိပါကလည်းသိခဲ့ပြီနော်ဘာရဲ့၆ပါးပေါ်လာလဲပါလဲအကျိုးတရားကဝိပါကဝတ်နားလည်ပြီလားကောင်းပြီဘာ၆ပါးပေါ်ရင်အာယုန်မတိုက်ဘူးလားတိုက်ပါအချိန်တိုင်းဟာဖြစ်ပေါ်နေတာကဝိပါကဝတ်နားလည်ပြီလားအဝိုင်းပြေးသဘောလေးနော်ကောင်းပြီအဲ့တော့မျက်စိမှာအဆင်းတိုက်တယ်နားမှာဗာတိုက်မယ်နော်အတ္တနှာခေါင်းမှာရှားမှာကိုယ်မှာကာလမချက်မှာပေါ်မလဲမနှောပေါ်အဲ့အဆင်းဒီအောင်ဘုရားဟန်တာလည်းရှောင်လို့မရဘူးဝိပါကဝတ်ကိုခေါ်တာအကျိုးတရားဘုရားဟန်တာတတ်လို့မရပါရှိနေမှာပဲဟုတ်ပေါ့လားမှန်ကရေစီးတဲ့ထဲကိုတက်ကလေးနှိုက်ထားမယ်ဒါကနော်ရေစီးနေမြလက်မှာအတစ်တွေတိုးမနေဘူးလားရေထဲမှာအမွှေးနန္ဒာပါတဲ့လက်ကိုမထိဘူးလားမစင်ပါမထိဘူးလားအဲ့အလှည့်ကြထိနေမှာပဲလေခုပြတဲ့ကံချိန်ကြီးကတော့လိုက်တာအကျိုးဖြစ်နေလာနေတာကံဟာတစ်ခါတည်းမှလာဆက်တာမဟုတ်ဘူးဟုတ်လားအမြဲတမ်းကံဟာဆက်သွဲနေတာတိတ်ကံလိုက်နေတာဝိပါကဖြစ်နေလာပေါ်နေတာတော့တစ်ခါတည်းမှထိုင်နေရင်လည်းပဲခေါင်းကမိုက်ကနေဖြစ်ဖြစ်တာမူးနေဖြစ်တာဒီမထားကြတော့အတိတ်ကညံ့ရင်ညံ့လာပြီဆိုရင်မှတ်ထားပါကိုယ့်ရှိရောက်လာတဲ့အစာမတည့်တာဖြစ်နေတယ်ရတဲ့အတန်ဆက်ညက်တန်ပေါ်ရင်ပေါ်လာတာဟုတ်မို့လားဗိုက်ထက်ကတလားနေမလဲဖြစ်လာတာအိမ်မက်ကစားမကောင်းတာစမဲ့တာလိုက်နေကန်လိုက်နေလာတာဟုတ်မို့လားအဲ့လာတာကိုဝိပါကလို့နားနေရတယ်အဲ့တို့ဆိုအဲ့ဒါကြီးအရှုခံနေပဲတဲ့ဘာလို့ဉာဏ်ရှိအရှုခံကြီးပဲအနောက်ဆက်မဟုတ်ဘူးတဲ့အဲ့တော့မှတ်လိုက်ပါမနောတိပေါ်လာတာတွေကိုတဲ့နောက်စိတ်ကဖျားပေးတဲ့ပညာတွေးတတ်မှမရှိမထားဘူးဆိုရင်အလင်းလာပါမလားပညာနေပြီနော်တော့ပေါ့လားမလားတော့ဟာတဲ့ပေါ်တဲ့အိတ်ကိုအကောင်ထင်တာနားတာပဲငါကောင်ငါလည်းငါချီသာဝငါရင်ငါပစ္စည်းထင်လိုက်တဲ့တည်းနဲ့ဒိဋ္ဌိရှိရင်မာနမရှိဘူးလားရှိရင်ဘလင်ကဆက်ပြီးအဲ့ဒါဥပါဒံကံရောက်သွားတာပဲအမှန်တညာနာဒါဆိုကံတတ္တိကြံမကိဘူးလားအိမ်တော့တာပဲဟုတ်ပေါ့လားဘာမှပြောင်းသွားတာနော်အဲ့ဒါအစဉ်တန်းကြီးတဲ့အကျဉ်းချင်းဖြစ်တော့ဟာအတိတ်ကံရောပစ္စုပန်သောရောကုန်ပြီဟုတ်ပေါ့လားနှလုံးသွင်းရက်ခဲ့တော့နောက်ဆုံးပိတ်ဖြစ်ပေါ်တဲ့ဒီမှာမြှဖြစ်တဲ့ခန္ဓာမီးဟာတစ်ချက်လောင်ပြီးပျောက်သွားတာသို့တော်လည်းပဲဒီမှာဇောခံထားတာဟုတ်ထင်မှသောအရှင်ရှိသောကြောင့်တဲ့ဒီမှာမချုပ်ဘူးကာလမချာလိုင်းတူတာမှာတဏှိလေးမျိုးသွားပြီးဖြစ်တာအဲ့နေရာမှာဘုရားလည်းမတားနိုင်ဘူးဟိုကိုရှုလိုက်ဉာဏ်နဲ့မှရမှာဟုတ်မို့လားဓမ္မနိယမကိုမှားကိုခံဟုတ်မို့လားအဲ့မှာအရှင်ဟိုသွန်းတာဘာလို့လဲတတ္တိကတွေးထဲမှာရှိနေလို့ဟုတ်မို့တွေးထဲမှာလဲတတ္တိအညံ့နေရှိနေလို့စိတ်ကအမှားဆုံးဖြတ်တာပေါ်နေတာသိလိမ့်ပြီလားဟုတ်မို့တယ်နော်အဲ့ဒီလေးမျိုးရောက်ပြီဆိုရင်ဒီလေးမျိုးဟာလည်းပဲကြည့်လိုက်တော့ဟာနေတဲ့ခါမှာဒီတိုင်းပဲသွားတယ်နော်ဥမရခွေးဟာခက်တယ်ဓာတ်ရီငွေရလေးပဲနေတဲ့ခါမှာဒီအစဉ်နဲ့ဆက်သွားမှာအဲ့ဒီလေးမျိုးမသွားနိုင်ဘူးလားဒီမှာဥပြမိတဲ့ပြင်မှာလေးသုံးခုသွားနိုင်တာအဲ့ဒီအညီဥပတိသွားနိုင်တာပဲဘာနဲ့ပေါ်တဲ့ငွေပိတ်တာလည်းရှိတယ်နော်ဘုရားအောက်ရမတွေ့ဘူးလေဆိုရင်ငွေကြီးတကောင်တိတန်နဲ့အလုံးပိတ်ထားတာဒါပေမဲ့သူကထွက်ကျင်ထွက်သွားတာပဲဥပတိငွေကြီးတွေဟုတ်ပေါ့လားအဲ့ဒါမျိုးရှိတယ်နော်ကျုပ်ခွေး
မြင်ရတယ်တို့တော့ပြောရင်ပြောကြတာခွေးပိတ်တာလည်းရှိတာပဲဥပတိပွားရှိတာပဲအစားစားပဲဟုတ်ပါလားဒါမလို့တန်နေလေးမျိုးကဒီမှာလဲနေမှာပဲလူကလည်းတခါတားရိပ်မှပြီးတဲ့အပြင်ကိုတားရိပ်အမျိုးစားကဲခွေးတွေကဒီမှာဖြစ်နေဘူးလားအညီအောင်ဖြစ်နေဘူးလားအဲ့တော့သူ့လှည့်ပါလားပဲဒါမြင်တခါအညီသမားကလည်းသူ့ကိုလဲတာပဲဥပတိပွားလည်းလဲတယ်မလားဒါမြင်ဒီလေးခုကကြည့်လိုက်တော့ထွက်ပေါက်ရှိလားရှိဘူးဟုတ်ပါလားအဲ့ဒါကိုတန်တရာဆက်လို့ခေါ်တာပေါ့ဟုတ်ပြီလားအဲ့ဒီကဘုံတော့မထွက်နိုင်ဘူးထွက်ပေါက်မရှိခဲ့ဘူးထွက်လန်းမရခဲ့ဘူးသုံးသက်တော်မှာအစုံစမ်းခြင်းလဲသူနဲ့သွားခဲ့တာဟုတ်ပါလားအဲ့ရထွက်လန်းကိုမဲ့လို့ခေါ်တာထွက်လန်းကိုဘာခေါ်လဲအဲ့ဒါပဲဉာဏ်နဲ့မဲ့ဉာဏ်နဲ့ထွက်ပါဘူးအဲ့တော့ဘယ်ကထွက်မလဲဆိုတော့တဏှာအဆက်ကထွက်ရမှာဝိပါကနောက်မှာကိလေသာမလာခင်ဟုတ်ပါလားဉာဏ်လာမှာဘူးကြာဝိပါကနော်ကိလေသာဝိပါကဒီမှာနှစ်ခုမလားတဏှာဥပါဒဥစ္စာနဲ့တွဲရနော်ဒီမှာဉာဏ်ဝင်မှာဘူးဒါမြင်ဉာဏ်ဝင်တယ်ဆိုတာကတက်တဏှာလာတာမဟုတ်ဘူးနောက်စိတ်မှာအလင်းမလာရင်အမှောင်လာတယ်အမှောင်မလာအလင်းလာတယ်ဟုတ်ပါလားတစ်ခုတည်းနော်နောက်စိတ်မှာအမှောင်လာရင်ဗာလဲအလင်းမလာလင်းလာရင်တက်တဏှာလာတာမဟုတ်ဘူးအဲ့တော့နောက်စိတ်မှာအလင်းလာဖို့ကလည်းတွေးထဲမှာတတိထဲမှာရမှာလေအဲ့တော့အခုတရားဝဲမှာဆရာသမားအကူကြီးဖရာရှင်ဟောသမျှကိုဒါကမှတ်သားပြီးဆရာတော်ကပေါင်းပြီးတော့ပေါ်သမျှတတ်တော်ထဲမဟုတ်ပါလားနော်တန်တရားလိုပါလားအချိန်နဲ့ကတ်လိုက်တော့တကယ်မရှိတော့ပါလားအချိန်ချင်းသုံးဖြတ်ပြီးတော့ထဲတော့ခွေဖမ်းလို့ကိမ့်မသွားဘူးလားသို့တော့ငကိုအခန့်ကအထဲထင်ပြီးဆက်တာကယာလုံးတရားရှိထားတယ်ထားခုန9ရက်တာကာလမထဲတာတရားမှာဘယ်လောက်ဝင်မထင်နော်နေပါပြီမလား20လောက်တော့ဝင်မလို့နော်အဲ့ဒါဝင်သွားပြီမလားဝင်သွားတဲ့အလျောက်ဒါပြန်ပြီးစုစည်းလိုက်လို့ရှိရင်တော့ပေါ်တဲ့အခါမှာအမှန်မရှိနိုင်ဘူးလားရှိနိုင်တယ်ဟုတ်ပါ့လားကဲပြီအမြင်ဆရာသမားကူနဲ့ကပေါ်တဲ့မြတ်ကိုညာလေးကလိုက်တဲ့ခါကျတော့မျက်နှာအမူအရာကိုယ်အမူအရာကိုအချိန်နဲ့ကြည့်မှာနော်ရှင်းနောက်ဖယ်လိုက်တော့ပေါ်တဲ့အချိန်လေးမှာပဲနော်ပေါ်တဲ့မြတ်ကိုနောက်စိတ်ကအမှန်တည်းဆုံးဖြတ်တော့တတ်တော်အထက်ပါသေးလားစကားပြောတာရောဟာတောက်ဆိုချက်ကောကဲအချိန်နဲ့ကြည့်တော့ကုန်သွားတာမလားအဲ့တိုင်တွေ့နေချိန်မှာတဲ့တဏှာစပြတ်သွားတာကဲဒီဘက်လိုက်သွားသေးလားသွားရင်အဲ့ရှိမှတ်တဲ့ညာဟာမဲ့ညာဖြစ်နေပြီလို့မှတ်လိုက်တော့တတ်တခြားဝင်တာမဟုတ်ဘူးအဲ့ညာကိုဘုရားအနိပေးလိုက်တာပရိယေစာပရိယေနီး40တောင်ဘုရားရှိတာစာဖတ်တာနီး40ရှိတယ်နီးပရိယေ40ရှိတယ်တဲ့ဟုတ်ပါလားဒီညာကိုတစ်ခါအနိပေးတာဟုတ်ပါလားတခြားတတ်လာတာဟုတ်ရဲ့လားပြည့်တင်တာထိုင်နေတဲ့ပုဂ္ဂိုလ်တနာလို့ပဲတယောက်ကမညာလာထည့်ပေးသလိုလိုထိုင်ရင်မညာပေါ်လာသလိုလိုတချို့ကလည်းဥပမာပေးတာလွဲတာလေဥပမာပေးတာဘုရားပေးတာအမှန်အကောင်လွဲတာရှိသေးတယ်မိဖို့ယောက်ျားလို့မနာနာပုတ်ပါတဲ့မိထွက်လာလိမ့်မယ်တဲ့အဲ့ဒါပြောတယ်မလားအဲ့တော့တရားထိုင်ရင်ညာဘွားနဲ့ပေါ်လာမယောင်အဲ့လိုမျက်စိလင်းနေတာအဲ့လိုပြောတာမဟုတ်ဘူးတော့ပေါ်ရလားမိဖို့ယောက်ျားပမာကဝရိယထားဖို့ဘုရားပြောတာဒီနေရာသိပြီဆိုတော့မှပေါ်တိုင်းအမှန်ဆုံးဖြတ်တဲ့ဉာဏ်မဉာဏ်ရပြီဆိုတော့မှမနာနာကျင့်ခိုင်းတာပြောတာမရသေးပဲနဲ့သွားပုံလို့ထွက်မှလည်းမဟုတ်ဘူးဟုတ်ပါ့လားဒီကဘုရားပေးမှရမယ်ကိစ္စကိုယ့်ကိုရမယ်ကိစ္စမဟုတ်ဘူးလေဟုတ်ပါ့လားဆရာမရှိပဲနဲ့နိဗ္ဗာန်ပေါ်တာဘုရားဖြစ်စေတာအလုံးလေကိုယ်သွေးသားတဲ့တတ္တိကဘုရားလက္ခဏာ32ပါးမှမရှိတာဟုတ်ပါ့လားဖြစ်တဲ့ပါရမီအင်အားကမရှိတာယူအလိုလိုပဲပေါ်မလဲဒါလေးကိုသိရမှာဟုတ်ကဲ့အရေးသွေးနေတဲ့ပုဂ္ဂိုလ်များကပါရမီတက်ခံရှိလို့နော်ဒီတရားနာခွင့်ရတယ်ဟုတ်ပါ့လားမှတ်မိသွားတယ်ဆိုရင်ဒါတတ္တိကိန်းသွားပြီတရားရမရဘူးတရားမဟုတ်ဘူးသုံးလုံးတဲ့အခါတယောက်တည်းသုံးတဲ့အခါပြန်တွေးလို့တကယ်အဖြေမှန်ထွက်အောင်ရှုနေတယ်ဆိုရင်ဒါကိန်းသွားပြီဟုတ်ပါ့လားဒါရတယ်ခေါ်တယ်ဟုတ်ပါ့လားဒီမဲ့ငါရတာဟုတ်ရဲ့လားဟုတ်ဘူးနော်တတ္တိကိန်းသွားလို့စိတ်မှလင်းပေါ်လာပြီးတော့ပေါ်တော့အဖြေထုတ်တတ်သွားပြီတတ်သွားတယ်မဟုတ်ပါလားအနာကလည်းမဟုတ်သိလည်းမဟုတ်ပေါ်ရင်ပြောက်တာပါလားလို့သောပေါက်ပြီးရင်းထဲမှာရှင်းလို့သကလုံးရှာမရအထဲရှာမရလို့တွတ်တယ်ဆိုရင်လည်းအဲ့ဒါဘာခေါ်ရမလဲမဲ့ညာခေါ်တာပဲအဲ့ညာကိုဟုတ်ပါလားငါဟုတ်ရဲ့လားအဲ့ဒါငါမဲ့ညာလို့ဒီလိုဖြစ်ပါမလားတခြားစီပဲလေအဲ့ဒါမဲ့ညာခေါ်တာ
ဟုတ်ပါလားစဆိုင်ဆရာသမားပြောတဲ့ဒီမှာဆိုင်ပြီးတော့ဟုတ်လိုက်တာလို့ရှင်းတဲ့ဒီပေါင်းရင်ပျောက်ထွက်သွားတယ်ငါလည်းပျောက်ထွက်သွားပြီးရှင်းသွားတဲ့အချိန်မှာစဆိုင်လမ်းပေါက်သွားတာကိုမဲ့ညာရပြီလို့ခေါ်တာနောက်အချိန်ကြီးကမှတ်ထားပါမဲ့ညာမခေါ်တော့ဟုတ်ပါလားရောက်တဲ့နေတဲ့စကားတွေများလာတယ်ပြောလာတဲ့ခါကျတော့ပူလိုက်တာသူဆရာသမားပြောဦးတယ်ဒါတဏှာဥပါဒံကံဖြစ်တာသူစားပြီးသွားလိမ့်မယ်အဲ့ဒါကိုပင်ပန်းတော့ကဲရှုလိုက်အောင်မယ်လို့ညာလိုက်တဲ့ခါမှာငါပြောက်သွားတယ်သကလုံးပြောက်သွားတယ်အထဲပြောက်လို့တွတ်သွားပြန်တယ်အဲ့ဒါဘာလဲဆိုတော့ညဝပြပြရေးလောက်တာတဲ့ဖုန်ညာဟုတ်ပါလားဟုတ်ပါအဲ့ဒါဖုန်ညာခေါ်တာရပြီးသားလမ်းကိုပြန်ပြန်လျှောက်တာပေါ့စဆိုင်ဆရာသမားနဲ့တွေ့တော့မှဖောက်လိုက်တာငင်းနေပေါ်တာမဲ့ညာဟုတ်ပါလားအဲ့တော့ငင်းကြသွားတာပဲနော်အမြဲတမ်းမရဘူးနော်အာနေသေးတော့ဝေဒနာဖြစ်တဲ့ခါကျတော့တတ္တဝါထဲထင်စကားတွေပြောပြန်ရောပူလာတဲ့အခါကာမတက္ကညာရထားတော့အပူလို့ရှိရင်အကုသိုလ်ဇောကြီးပဲလို့ကြောက်လာတော့ဟိုဒါငြိမ်းမှဖြစ်မှာပဲဆိုရှုလိုက်ပြန်တယ်ဆရာသမားမလို့တော့ကိုယ့်ကိုပြန်ရှုတော့မယ်ရှုလို့ငြိမ်းသွားတဲ့ခါကျတော့တခါထွက်ပြန်တာပဲမလားအဲ့ကျတော့မဲ့မခေါ်တော့ဘူးဖုန်ညာခေါ်တယ်ဖလားဆိုအကျိုးတရားပြောတာဖလားလာတာအကျိုးတရားရပြီးသားကိုပြန်ပြီးတော့သွားတာပေါ့တောင်းကျမ်းတာကိုပြန်ရှင်းတာဟုတ်ပါလားရမယ်နော်အမြင်ကိုယ့်ရဲ့အတွေ့အကြုံမှာပထမဉာဏ်အားဟာမရှိခင်တော့ယာနှုံးပြေကတဏှာဥပါဒံကံဝိဇ္ဇာတက်ကြီးပေါ့ဟုတ်ပါလားအခု900တန်မှာဘုန်းတို့စူးစိုက်ပြီးတော့လိုက်တာတရားယာနှုံးပြေဝင်ရလားဝင်သေးဘူးလေ20လောက်ဝင်နေတာမလားအဲ့လောက်အားလေးနဲ့စူးစိုက်တုံးတော့ပေါ်တာပေါ့ဟုတ်ပါလားယာနှုံးပြေရလားမပြည့်ရင်ကဲညံလေးဖယ်လိုက်ရင်ငါပြန်မပေါ်ဘူးလားပေါ်မှာပဲဟုတ်ပါ့လားငါပေါ်ရင်တော့ပုရုဇဉ်နဲ့မချားတော့မချားဘူးသို့တော့နည်းနည်းတော့ကွာသွားပြီပုရုဇဉ်များဟာဆိုတာပုရုဇဉ်စကားပဲပါဠိစကားရှုပ်ပါဘာမှလို့ပြောအောင်နော်ပုထုဇဉ်များစွာသောကိလေသာတို့ကိုဝါတိုးသောကြောင့်ဇဏတိဖြစ်တတ်သောကြောင့်ပုထုဇဉ်ခေါ်တာဝိုင်းနာပေါ်အထည်လုပ်ပြီးတွေးနေတာတစ်ချက်မှအထည်မှမသိဘူးဟုတ်ပါ့လားဒီနေ့စကားတွေပြောပြီးထဲထင်တာပဲတရားထိုင်ဆိုလဲငါနဲ့ထိုင်တာပဲငါရအောင်မဆိုဒီလိုပဲပွားနေဖြစ်တော့ကြောင့်ဒါပုထုဇဉ်ခေါ်တာသူကိုယ်ရမှာကမရှိညာတတ္တဝအထည်ပြောက်ငါမဟုတ်အကြောင်းကြီးဆုံးဖြတ်ပြီးတော့တကယ်ပြတ်တာဟုတ်ပါ့လားဒါတကယ်ပြတ်တဲ့ညာဖြစ်နေတာဟုတ်လိုက်ပြီနော်ဒါပေမဲ့ဘာကွာလဲမေးတဲ့ခါမှာဟိုဘက်ကပုဂ္ဂိုလ်ကအာယုန်တွေကိုအဆုံးတိုင်အောင်တက်ဝင်ဆွဲလန်းနေအဆုံးနိုင်စားအပေကြသည့်ထီအောင်ဆွဲထားတာပူဇာရှိရင်လည်းတကယ်အပေကြလောက်အောင်ပူပါစေမလွတ်ဘူးသူကမလွတ်တတ်ဘူးတကယ်အပေကြမှာအခုဉာဏ်ပိုင်ရှိရမှုဆုံးတဲ့ခါမှာကမ္မတဉာဏ်မြင်နေတာရုပ်တည်ကျမ်းလာပြီဆိုရင်အပေကြမှာတည်တဲ့ဒီတော့ဆွတ်ချလိုက်တယ်သူကအပေမကြဘူးအဲ့မှာပွာသွားတာသူရှိတဲ့အတိုင်းတာအပေကြလောက်အောင်ထိမကန်ရဲဘူးဉာဏ်ရှိသွားပြီကဲခုနေကဲဘုန်းကြီးမင်းမယ်ကဲဒီကနေ့မှာနော်အမေကဲပါဦးအဖေကဲပါဦးအော်ဟစ်ပြီးတော့သေမာလားပြောအေးပေါ့အဲ့လိုပဲအော်မယ်ဟိုတော့အော်မှာပေါ့ဖတ်ပတ်မှမရှိတာဘူးအခုကပေါ်တဲ့အမူအရာတွေမဟုတ်မှန်းလည်းသိတယ်သေမာပဲအော်လည်းသေမာပဲမအော်လည်းသေမာပဲဘုရားလည်းမကယ်နိုင်မှန်းသိသွားပြီတရားတွေ့ရဲ့အရှိန်ကပူလို့ရှိရင်အောက်ဆင်းမယ်ဟုတ်မလားအေးအပေါ်တက်မယ်အဲ့ဒါအရှိတိုင်းရှိလို့ရှိရင်လွတ်တယ်ဆိုတာသိထားတော့လွတ်လန်းတွေ့ထားပြီလေအဆုံးနိုင်ကြိုင်မှမလားကြိုင်မှုလေအဲ့ဒါလွတ်လိုက်မှာပဲအဲ့တော့အထယ်မယူတော့ဘူးအိမ်လည်းငါ့ရင်မဟုတ်တော့ဘူးအာမကူတော့ဘူးတကယ်မှမဟုတ်တာဘူးငါလည်းအာကူသေးလားအာမကူတော့လက်ရှိတော့အာကူမလားကိုတော့ဘူးဟောတယ်ဗျာဒီအချိန်လေးမြတ်ကုန်းလာညာဆိုင်ပါလားရှုဖို့လည်းမကြိုးစားတော့ရှုလို့မှမရတော့လားအဲ့ဒါလည်းရှုလို့မရမှတေးပါလေအဲ့တော့အားဆိုင်လည်းမရှုတော့ဘူးလေဟုတ်ပါလားပေါ်တဲ့ခံစားမှုအရှိရှိတိုင်းလေးချုပ်ရင်းညာစိုက်ပြီးသွားလို့ရှိရင်အပေကြပါမလားအဲ့မှာကွာသွားတာဘုရုဇဉ်ကတော့အဆုံးတဲ့အပေကြသိချောင်ဆုတ်သွားတာဒီမြင်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်ဆုတ်တော့မလဲဒါအပေမကြောက်လို့ဘုရားအာမခံတာဟုတ်ပါ့လားကြပြီနော်ဥပဖြစ်ကဲလူကြောက်ကိုတအားဆဲမယ်ဆန္ဒနော်တအားဆဲလို့ရှိရင်ဒေါသကြီးကြီးနဲ့သူ့ကိုရိုက်တက်ချင်တော့အောင်ဒီပေါ်လာမယ်ထားပါတော့ပေါ်လာရင်ဒီမှာကတအားလောင်လို့ရှိရင်ဘုပုရုဇဉ်ကတကယ်သွားရိုက်မှာဟုတ်ပါ့လားဒီအမြင်ရှိတဲ့ပုဂ္ဂိုလ်ကကံနေပေါ်လာတန်းပေါ်လာတာဒါဒီပေါ်လာမှာပဲကိန်းထားတာကိုရိုက်လိုက်လို့ရှိရင်ဒီမှာလောင်တဲ့အားကဒေါသမရှုံးနေပြီ
ကိုယ်ကံနဲ့ကိုသူ့ကံတို့သွားကြမှာကိုမရိုက်တဲ့သူကတိမ်မဲ့ပြန်တိမ်မှာပဲဟုတ်တယ်မလားတစ်ချိန်တိမ်မဲ့သူကိုရိုက်မဲ့တော့ရိုက်မဲ့တိမ်မှာဥစ္စာယူနော်အဲ့တော့ကိုအကုသိုလ်ကြားယူအောင်မှာကိုဖြစ်ကိုခံရမှာဆိုတော့ဟိုရှောင်သွားတာကောင်းတယ်ဆိုတာငင်းအောင်လုပ်ပြလိုက်တယ်ဟုတ်ပါလားအပေကြားတော့ကံမြောက်ပါမလားမမြောက်ဘူးထိမ့်နိုင်သွားပြီအဲ့မှာခြားနာသွားတာဟုတ်ပါပြီလားအဲ့ဒီဟာကိန်းထားတာတကယ်အရေးကြမှာတော့ပေါ်လာဟုတ်ပါလားကဲတယောက်တည်းတစ်ခါကျအရင်စိတ်ဆင်းရဲလာပြီဟိုတော့ကတော့ထပ်ပေါက်မရှိဘူးအရက်တောင်လို့တော့ရုပ်တင်လာတယ်ထပ်ပေါက်မရှိဘူးလေဟုတ်ပါလားအခုတော့ကဲတအားစိတ်ဆင်းရဲလို့ပူလာပြီဆိုရင်အကြောင်းရှာတတ်ပြီလေဘယ်ဆက်ကနေပူလာလဲဆိုတော့တဏှာဆက်တွေ့နေပြီကဲပူတာကိုကြည့်လိုက်တယ်ကဲတယောက်တည်းပူလို့ဆိုရင်ပူတဲ့အရေးကိုမျက်နှာကိုကြည့်လိုက်တော့ငါဟုတ်လားဟုတ်မှန်းဒီလိုပျောက်သွားဆိုရင်ဒီကငြိမ်းကိုသွားတာအပူမရှိတော့ဘူးထပ်ပေါက်ရသွားပြီလေဟုတ်ပါလားဖက်တတ်သွားပြီနော်အမြင်အပေကြလာအောင်ဆက်ပြီးပူအောင်ပါလားဟိုပုရုษရမဟုတ်ဘူးနော်အပေကြလာအောင်ပူတာဒီကနေ့အော်ဟဲ့ပူသွားတာအောက်ဆင်းသွားတာဒီမှာကွာသွားကြပြီအမြင်အခုလက်ရှိအတိုင်းဒါကြီးတနည်းအားဖြင့်ပြောရင်အပေပဲကြမဲ့တန်ត្រာအဆက်ကြီးကိုဖက်တတ်သွားပြီလို့ပြောတာအောက်တန်တရားကြီးကိုဖက်တတ်သွားပြီတဲ့ကွာဟုတ်ပါလားဒါမှမဟုတ်အလဲကောင်းကြံနေတယ်ဟုတ်ပါလားအေးရဒီသဘောကြတာမလို့အလဲကောင်းတော့နတ်တန်ត្រာပေါ့အလဲတန်ត្រာကြံနေတယ်သူကဟုတ်ပါလားအထက်လည်းကြံနေတယ်နော်ပြမလည်းဖြစ်အောင်မလည်းကြံနေတယ်အောက်တော့မလဲတော့ဘူးအဲ့ဒါအောက်မလဲတော့ကျင်တတ်တော့လေလောက်စင်မဆိုးပါဘူးဆင်းရဲဆင်းရဲညစ်သွားတယ်မှာပါတဲ့ဟုတ်ပါလားဒါပေမဲ့အပေကြတော့တဲ့အတိုင်းဓာတ်ထီတော့မဆိုးတော့ပါဘူးထင်မှမဆုတ်ထားပါဘူးတွတ်တန်သွားပြီမလားဒါပေမဲ့ထွက်လန်းမြင်တဲ့ညာဘာညာခေါ်တာလဲမဲ့ညာအဲ့ဒါကိုထက်ကတက်ခါပေါ်တိုင်းမှာပွားတာဘာခေါ်မလဲဘိုးညာဒီကတောင်းကျမ်းတာညှိငိမ့်ပေးတာပေါ့ဒီနေ့မှဆူးပြီးတော့စကားတွေပြောပြီးတော့ငါဘယ်လိုပြောလိုက်ရင်ကောင်းမှာအဲ့ဒါဖြစ်တယ်မလားဒါကြဖြစ်တယ်နော်ရောရခက်လာလို့ပူလာလို့ရှိရင်ဟိုအကုသိုလ်ဇောကြီးပါလားတဏှာဆက်ကမဖြတ်လို့သိတယ်ကိုယ့်ကိုနှိမ့်တတ်သွားတာဟုတ်ပါလားအဲ့ဒါဖြစ်ကြောမရှိဘူးဆိုအဲ့ဒါပြောတာလေသောတာပန်အေကခုနပါမှာအဲ့ဒါပါတယ်လေဖြစ်ကြောမရှိဘူးဆိုအဲ့ဒါပြောတာပေါ့နှိမ့်တတ်သွားပြီလေဟုတ်ပါလားဒါဆိုရင်မချမ်းသာဘူးလားသို့တော့အမြဲတမ်းတော့လွတ်မြောက်ပါမလားဟိုသေးတယ်မှာရန်တော့မပြေသေးပဲနဲ့ဟုတ်ပါလားရတယ်နော်ဒါမြင်အချိန်မဲအားဖြင့်တော့တကယ်ပူလိုက်ရင်တော့ထွက်တတ်ပြီရမလားဒါဆိုအတိုင်းတာရပြီနော်မဲ့နဲ့ဘူးခွဲတတ်ပြီလားသို့တော့ဒီမဲ့နဲ့ဒီဘူးဘုရားဟောတယ်စူလတဲ့ငယ်သေးတယ်တဲ့အလင်းအားလေးနေသေးတယ်ငယ်သေးတယ်တဲ့စူလသောတာဆိုတာကနိဗ္ဗာန်ရည်အရင်တဏှာဆက်ဖြစ်တဲ့တဘာဝလမ်းကြောင်းကိုတဲ့အပတ္တိဥစွာရောက်တာတဲ့ဉာဏ်နဲ့ဥစွာဒီဆက်ကိုဖြတ်တတ်တဲ့ဉာဏ်ငယ်ငယ်လေးပေါ့ဟုတ်ပါလားဝင်သွားပြီတဲ့ဟုတ်ပါလားအလုံးတန်တယ်မှာဉာဏ်မြည်ပြီးတာတော့ငါမဟုတ်ဘူးနော်ဆိုလားကအားငယ်အားနေတာပြောတာဆိုဘုရားဉာဏ်နဲ့ကြည့်နေအဝိဇ္ပေါ့ဉာဏ်နဲ့ကြည့်နေအဝိဇ္ပေါ့နော်ဒါမှမဟုတ်သုလခေါ်တာသုလလေးဆိုတာတေးသေးလေးငယ်ငယ်လေးဉာဏ်အားလေးနည်းနည်းလေးဟာတဲ့သောတာဆိုတဲ့တဏှာအဆက်ပြတ်တဲ့လမ်းကြောင်းထွက်လမ်းပေါ်ကိုတဲ့အာပတ္တိဥစွာရောက်သွားပြီတဲ့တွေ့သွားပြီဖတ်တတ်သွားပြီတဲ့ဟုတ်ပါလားအဲ့ဒါသုလသောတာပတ္တိဉာဏ်လို့ခေါ်တာပုဂ္ဂိုလ်ဘယ်လိုတတ်မှတ်မလဲမေးရင်တော့တဲ့ပဋ္ဌာန်းနည်းနဲ့သွားတာဒီနှလုံးသွင်းမှာဒီဉာဏ်လေးကိန်းပြီးရှုမှတ်နေစေမှာဒီလိုဆက်တယ်နေတာဟုတ်သာဇာတာအိမ်ညမညာနေတရားအဖြစ်ဆက်နေတော့ကြောင့်အဲ့ဒီအချိန်မှာဒီကိုယ်လုံးကြီးကိုသောတာပန်ပုဂ္ဂိုလ်ဟေးလို့ပြောလို့ရတယ်ဉာဏ်ဖယ်လိုက်ရင်တော့ပြောလို့မရပြန်အဲ့တော့ငါသောတာပန်ထင်တဲ့ပုဂ္ဂိုလ်မှန်လားမှားလားမှန်ကဲငါပညာရပြီဆိုရင်တခြားစီပဲလေငါကဒီဘက်ကတဏှာမလားဒိဋ္ဌိဟုတ်တယ်မလားဉာဏ်ကငါပြောင်းနေမှာလားဒါမြင်ငါသောတာပန်ထင်တဲ့ပုဂ္ဂိုလ်မှန်လားမှားလားဟုတ်တယ်တချို့အနာဂတ်နေအများကြီးပဲကိုယ့်ကအနာဂတ်ထင်တာတွေအများကြီးပဲငါနဲ့သွားပြီးတော့အနာဂတ်ထင်တော့သွားပြီးမှားတာပဲဟုတ်ပါလားဘုရားညံပေးတဲ့အညီနေဒီညာညီပွားနေတဲ့မှာသာသနာအဖြစ်ဒီအဆောက်အဦကြီးကိုပုဂ္ဂိုလ်အဖြစ်ဘုရားခေါ်တော့ခေါ်နိုင်တယ်ဟုတ်ပါလားဖယ်လိုက်လို့ရှိရင်ခေါ်လို့ရလားဘုရားတတ္တိလေးတော့ကြံနေခဲ့တယ်သို့တော့အဲ့တတ္တိကအဆုံးတိုင်အောင်တော့အပေကြလောက်ဆွဲမဲ့ကြရင်သူဖြတ်ပစ်တယ်အဲ့အားတော့ရှိတယ်ဟုတ်ပါလားအမြဲတမ်းလင်းလားဆိုတော့မလင်းဘူးကွာတော့ကွာသွားပြီနော်ဟုတ်ပါလား
ဒါမြင်ငါသောတာပန်လို့ထင်တဲ့ပုဂ္ဂိုလ်မှန်လားမှားလားငါပညာရပြီထင်ရောအဲ့ရတာပဲအမှားကြတော့အမှန်ဖြစ်ပြငါပညာရပြီဆိုပြီးတော့သဘောကျတယ်လားပြီးတော့ရှားပုဂ္ဂိုလ်နဲ့မပြိုင်အခွင့်အရေးရှင်ပြီးတော့ငါအပေါ်သူအောက်ကတဲ့အထင်းနဲ့သွားတာဟုတ်လားကလေးတယောက်ဆိုရင်ရိတ်တာတစ်ခုဝင်ပြန်လာတဲ့ခါကျတော့အငယ်လေးအဖွားသူ့တက်အများကြီးကြည့်တာပေါ့နော်မိရကြီးမလေးကပြန်လဲပြန်လာအဖွားအောက်ကထင်တာအပေါ်တက်ထိုင်နေသူကဟဲ့ကြီးဘာဖြစ်လဲဆိုတော့တမီးအဖွားလည်းကြီးတယ်တဲ့သူကတော့တပါရိယဖြစ်နေအဖွားဘုရုရှင်ပေါ့တဲ့တော်တော်ခက်တာဘလို့တင်လိုက်မှန်းလည်းမသိမျက်စိနေပါလားသတ်မော်လားညံနဲ့ငံနဲ့လွဲသွားတာဟုတ်သမီးကအိမ်ရောက်ရင်ကြွားမှာလားအဲ့တော့သမီးတို့ရေအဖေတို့တော့တော်တာဖြစ်လိုက်လို့ပြောမှာလားမလုံးနဲ့တော့ရှားတွေဘာမှမဆိုင်ဘူးနော်တက်လိုက်ကြရလားအဲ့မှာဒုက္ခရောက်နေကြတာသတ်မော်လားဒီလိုဆိုရဖေးစကားရှင်းလေးရနော်ဆရာဖေးကြီးဆုံးမလို့သိရတာယဟန္တာရှိလားဖေဟာလို့ဆရာဖေးကြီးညွှန်ပြောတာဟုတ်ဆရာဖေးကစာပေနဲ့ကြံအောင်ပြောတယ်တကားတဲ့ရှုလုံးရှိတယ်တဲ့ဘာလို့ရှုလုံးရှိတာရှုတွေလုံးလေးမှာဝင်စားလုံးမှာအပြည့်အစုံအဲ့ဒီကိန်းတာမဆိုလို့နော်အပြည့်အစုံအရဟတဖို့ဉာဏ်ကြီးကဒီတရားဆက်ကိုဖြတ်နေတဲ့အချိန်မှာဖွင့်စားနေတဲ့အချိန်မှာမဲမဟုတ်တော့နော်ဝင်စားရင်ဖွင့်စားဖြစ်သွားပြီနော်အဲ့ဒီမပြတ်မလားပေါ်တိုင်းဖြတ်နေတဲ့အချိန်မှာဒီလိုဆက်တယ်သွားတော့ကြောင့်အဲ့ဒီမှာယဟန္တာပုဂ္ဂိုလ်ကိုခေါ်နိုင်တယ်သို့တော့ဉာဏ်ပြန်လိုက်ရင်အပြည့်ဝင်တယ်လားအပြည့်စုံမလေးမလားတက်ပြီးတော့ကြံတယ်ဖရာတပါးသာနေတဲ့အချိန်ပြည့်အမြဲလင်းတာမပြတ်ဖွင့်စားတာဖရာပဲရှိတယ်စကားပြောရင်လည်းဖွင့်စားရဲ့ဉာဏ်ဉာဏ်တာဟုတ်ပေါ့လားအချိန်ပြည့်ဝင်တာဖရာပဲရှိတယ်တောင်းဒီပါတတိအာရိသဂါထာကိုရွတ်ကြတာဟုတ်လားနေမင်းဟာတိမ်မရှိတဲ့နေ့အခါမှာသာလင်းနိုင်တယ်လာလည်းညအခါတိမ်မရှိမှလင်းနိုင်တယ်ဘယင်မင်းကလည်းပဲယူနေဖောင်းအပြည့်စုံရှိမှနော်တင်တယ်အရတောင်းမလို့ကြည့်မကောင်းဘူးလေအယဟန်ကလည်းပဲယဟန်တာလည်းပဲဝင်စားစေတာအပြည့်စုံတင်တယ်လားဖယားကမပြတ်မလားဝင်စားနေတာအပြည့်တင်တယ်လားဟုတ်မို့လားမပြတ်မလားဝင်စားနိုင်တာဖယားပဲရှိတာတတိယတော့ကွာသွားကြတာပေါ့နော်ပြတ်မလားဟုတ်ပြီနော်ဒါမီးမင်းနဲ့ဖုန်းနဲ့ရှင်းပြီလားမင်းငါဘယ်ဖို့ရောက်ပြီပြောမှာလားငါတော့တာပြောမှာလားတခြားစီပဲပြောလိုက်မှလွဲလို့ပြောတာပေါ့အထင်နဲ့အထင်မှားလို့ပဲဒါအမှားကြတော့အမှန်ဖြစ်တတ်တယ်သိလိုက်ပြီလားအဲကြွားကြရှိလားဟုတ်ရဲ့လားအင်းကြကြွားအောင်မလားအမေတို့တမီးတို့တော့ဖြစ်လိုက်ပြောမှာလားဘုန်းတူလေးတခါဖြစ်ဖို့တယ်အတူလေး3ယောက်ကျောင်းဆရာကြီးကတရားဟောတာဟောလိုက်ကျောင်းလေးတွေမှာအိမ်နေတာတရားဟောပြီးလဲပြီးတော့ဆရာကြီးကသုံးမြချပေးတကယ်နမနဲ့အကွက်ကိုကြည့်လိုက်တော့ဝင်ရင်ပြီးတော့ပါလာမလဲနိုင်ရုပ်တက်လိုက်လားဟုတ်တာတက်တာပုဂ္ဂိုလ်ပါလားဆိုတော့ဘာပါဥဖယာအေးဒါဆိုရင်တော့တော်တာဖြစ်ပြီလို့ပြောတော့ဦးလေးဝမ်းသာကြီးချလာတာဟေးဟေးနဲ့ကြီးလာတယ်ဘာဖြစ်လဲဆိုတော့ဝမ်းသာလို့တဲ့တော်တာဖြစ်လာပြီတော်တာဖြစ်လာပြီအဲမြင်လိုက်တာဘယ်လိုဖြစ်တာလဲသားတော့တော်တာဖြစ်လာပြီခုတော်တာခုပဲဖြစ်လာဆိုဒါတော့ဒါပေါ့ဒီစားပိုက်ရင်တော့တတ္တပုဂ္ဂိုလ်ပါလားမပါဘူးဒါမလို့စားထဲမှာမပါဘူးပေါ့ဒါပေမဲ့ခုဒီမှာညွှန်ရမှာလေပေါ်တိုင်းမှာကညနေကြည့်တဲ့အခါအထင်းထင်းနေရင်တော့ဟုတ်ပါမလားငါထင်းနေဟုတ်ပါမလားအေးတာလည်းငါအေးတယ်ထင်ဟုတ်ပါမလားဟုတ်ဘူးလေမနောတကပေါ်တဲ့အမွေကငါ့ကိုမဟုတ်ကြောင်းနေတံမမနေတော့ဟာတတ်မိတော့အဲ့လိုဆုံးဖြတ်တဲ့အခါမှာငါထင်လာသေးလားသကလုံးကလာသေးလားအတက်ကဝင်သေးလားအဲ့ဒါမှတကယ်တည်းနဲ့အစပြန်မှသုလားသောတပတိဉာဏ်လို့ခေါ်တာဒါမှရှုလို့ရှိတာနော်ရှုတဲ့လေးမှပေါ်လာအဲ့ဒီတော့กินသွားပြီပေါ့အဲ့အချိန်ရောက်သွားဆိုရင်အားတော့ရှိသွားပြီသို့တော့နေသေးတယ်နော်ဟုတ်ပါလားဒါကိုလည်းပဲဘုရားရှင်ရဲ့ဘယ်လိုတော့နဲ့ပြောတဲ့ခါကျတော့တဲ့အမင်းရှိဘုံကဒေဝတိမိတဲ့ညားသည်တဲ့ပြစ်မှတ်ရောက်တာဘုရားကြိုက်တယ်တဲ့ပြစ်မှတ်မရောက်လို့ရှိရင်ဘုရားမှာလားမလားအဲ့ဒီတိုင်းပဲအရဟတဖို့တရားဘုရားဖြစ်စေခြင်းတယ်ဆရာဘုရားဆုံးပါတယ်လို့ကိလေသာတွေကိုလေးပုံပုံလိုက်တယ်တဲ့မှတ်ထားနော်ကိလေသာ10ပါးတင်လိုက်ပါဦးကိလေသာတောင်းရင်10ပါးချင်းနဲ့ဒါနိမျိုးကိုရှိတယ်နော်အဲ့ကျတူကလွယ်လာလေးပဲဟိုမှတ်တမ်းတင်ထားတာနော်ကိလေသာတောင်းရင်ဆိုတာတောင်းရင်ဆိုတာရှင်းတာစိတ်မှာအမြင်မှားကိုကိလေသာခေါ်တာနော်စိတ်မှာရှင်းတဲ့အမြင်မှားကိလေသာစိတ်အမြင်မှားကိုဆိုလိုတာ10ပါးမှာ
င်္ဂသာနောက်ဆုံးပိတ်နော်အပေါ်ပိုင်းကအထက်ပိုင်းက9ပါအောက်ပိုင်း9ပါတဲ့ထက်ပိုင်းပါလဲ9ပါအောက်ပိုင်း9ပါနော်အောက်ပိုင်းခေါ်တာနတ်ကြီးသူပြီးအပယ်လေးကိုကြကြည့်တော့ကြောင့်အောက်ပိုင်းတန်ရောစဉ်9ပါခေါ်တာစိတ်မှာရှင်တာရှင်ကြီးရတန်ရောစဉ်ရှင်ရပါလို့တန်ရောစဉ်နော်အဲ့ဒီမှာအပယ်ကြစီတဲ့တောင်းစဉ်3ပါအထိကပဲဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့နိလပဒပါရမတ္တရဲ့အဲ့ဒါကိုသောတာပန်ပယ်နိုင်တယ်တဲ့ပုံထားလိုက်တာနော်ကာမိသနာဗျာပါဒကိုတော့ဒဂဒဂပါပါလေးပယ်နိုင်တယ်ပါအောင်လုပ်နိုင်တယ်အနာဂတ်ကျမှပယ်နိုင်တယ်ရပြီနော်ပြီးရင်ဒါကအထက်တောင်းစီကြမှာအနာဂတ်ပယ်နိုင်ရဟန္တာပယ်နိုင်တာပုံလိုက်တာပေါ့ဟုတ်ပေါ့လားဒဂဒဂနဲ့သောတာပန်တိတ်မကွာနည်းနည်းပါးပါးလေးပဲကွာတာနော်ထားလိုက်တော့အဲ့မှာသောတာပန်လည်းအစင်းစင်ခေါ်တာထားလိုက်ပါတာတွေကအများကြီးပြောတာနော်ဒီကြီးကအပယ်မကြတာတရားယူအောင်နော်အဲ့တော့ဒီနေရာမှာဆရာလေးခိုင်အမိန့်ရှိတယ်ကိုယ်အိမ်မှာတဲ့အိမ်ဦးကမ်းမှာမစင်4ပုံရှိမယ်ဗျာတဲ့မစင်ဘယ်နှပုံလဲကဲကျုံးမှာဆိုရင်တဲ့ဘယ်နှပုံကျုံးမှာလဲဟုတ်ရဲ့လားတပုံကျုံ3ပုံခြံထားရင်မကောင်းဘူးလားတပုံခြံနဲ့နန္ဒမလားအဲ့တိုင်းပဲတဲ့တရားကျင့်တဲ့အခါမှာကိလေသာအကုန်ကုန်မှကောင်းမှာသုလတ္တဗာလေးရရင်တော်ပါပြီဆိုရင်3ပုံကြံသေးတယ်တဲ့နန်သေးတယ်တပုံနဲ့ပဲလား3ပုံကြံသေးတယ်နန်သေးတယ်တော့ပေါ့လားအဲ့တော့ဟာတတ္တဖြစ်တော်ပါပြီလို့မနေနဲ့နော်ဟုတ်ပေါ့လားအဲ့ဒါဆိုရင်ကတရားတရားနေတဲ့ပုဂ္ဂိုလ်ခေါ်တယ်တဏ္ဍာအပြီးထွက်မှကောင်းတာဟုတ်တရားအပြီးထားရမှာနော်နောက်တစ်ဘဝကြံလည်းပဲမတတ်တာဘူးဟုတ်ပေါ့လားဒီမှာဖြစ်လည်းမတတ်တာဘူးအဲ့တခုရှိတဲ့အားပေးတာမှတ်เสียကောင်းတာကမတည်ခင်သောတာပန်မဟာသောတာပန်ဖြစ်ခဲ့တော့တဲ့နေတဲ့ခါမှာအနာဂတ်ပြမဖြစ်မှာတဲ့မတည်ခင်အနာဂတ်ဆိုရင်အောက်ပိုင်းကုန်ထားလို့ရှိရင်တော့တေယဟန္တာပြီးနိဗ္ဗာန်ဝင်မှာတဲ့အဲ့ဒါအားရကြကောင်းတယ်မတည်ခင်အနာဂတ်တေယဟန္တာလို့နိဗ္ဗာန်ဝင်မယ်တဲ့အဲ့ဒါအားရကြချက်ပဲနော်ဒါအကျမ်းရဆရာဖေးအမိရှိခဲ့တာဒါမှလည်းအမှန်တန်ကြာတာနော်ဒီတော့အခုဘုန်းကြီးတို့သင်တာသုလတ္တဗာဉာဏ်အင်အားပေါ့ဟုတ်ပါလားအမှန်တန်ခက်ခဲတယ်နော်ဒီကတည်းကမှွေရင်တော့တော်တော်ခက်ခဲတယ်အခက်ခဲပဲဆိုတော့ဘုန်းကြီးကလွယ်အောင်လို့ကြိုးစားပြီးတော့ကွက်ဆင်ထားရတာဟောစဉ်ထုတ်ထားရတာနော်အဲ့တော့ပထမဥစ္စာဒိဋ္ဌိ62ပါးတောင်ရှိတယ်အဲ့ဒါအရင်လဲအပြားထင်းတယ်အဓိကတက္ကတိကစတာပဲငါထင်တာစတာပေါ့နော်သူစဲထုံစဲမှာကုမာတိအမူအရာပေါ်တာကိုနောက်စိတ်ကကြည့်တဲ့အခါမှာခန္ဓာ၅ပါးတော့မသိဘူးမဖြုတ်ခွဲနိုင်ဘူးအကောင်တည်းထင်းပြီးတော့နေလို့ရှိရင်ဒါတက္ကတိရှိတယ်အဲ့တော့ငါပေါ်မလာဘူးလားဟုတ်ကဲ့ဆက်လက်ဆက်တော့တန်းဆက်တာပဲဒါဆိုရင်တန်တရားမလွတ်ဘူးအပယ်လည်းကြားနိုင်တာပဲဟုတ်ပါ့လားအထက်ကလည်းမတားဘူးနော်ငါကောင်းဆိုကုသိုလ်လုပ်လည်းအထက်ဆန်သွားတယ်ပြန်ကြမှာပဲဟုတ်ပါ့လားတက္ကတိကအထက်လည်းမတားဘူးငါကောင်းကုသိုလ်ပြုရငါနဲ့ပြုရအထက်တက်သွားပြန်ကြမှာပဲအပယ်မျိုးစိဖြစ်နေတာဟုတ်ပါ့လားသူ့ကိုပြုတ်ဖို့ဆိုတာဒီအမှန်တန်ခဲနေတာတဲ့ဘုရားတခါပွင့်မှာနိယာမတခါပြုတ်တာဟုတ်ပါ့လားသူအမှန်တန်ကံကောင်းတဲ့ပုဂ္ဂိုလ်တွေပြောရမှာအဲ့ဒိဋ္ဌိပြုတ်အောင်လို့ဟောပေးတဲ့ဆရာသမားငါဘုရားဟောလို့ဟောတတ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုပါစို့တဲ့သတင်းကြတယ်ဆိုလို့နော်အဲ့ဆရာတန်သွားတဲ့သွားတဲ့ဆရာကဒီတိုင်းမဟောနိုင်ဘူးကွာမနေ့ကလှမ်းအချက်300ထိုးဆမယ်မတေယုံထိုးဆမယ်ရင်းရင်းတခါ300ထိုးဆမယ်ညနေ300ထိုးဆမယ်တဲ့ဘောင်းတော့ဘယ်လောက်လဲ900ပြီးမှငါဟောမယ်လို့ပြောတဲ့မိရှိတယ်ဆိုပါစို့တဲ့အဲ့ဒါထိုးခံလိုက်ပါတဲ့ဒီဒိဋ္ဌိမပြုတ်လို့ဒီတဏှာဆက်မဖြတ်တတ်လို့ရှိရင်ရှေ့မှာအဆုံးမမြင်ဘူးတဲ့အချင်းတရားမဲ့ဘေးကလှမ်းအချက်900မကဘူးအဲ့ဒီရောက်လည်းမလွဲဘူးဟုတ်ပါ့လားဒါပေမဲ့ဒီမှာလှမ်းအချက်900မထိုးပါဘူးမနှဲချော့ပြီးဟောနေရတာဝါအောင်အိမ်ပါဝါအောင်စားလုပ်နေရတာနော်တကယ်တော့ထိုးမယ်ဆိုပြေးမှာဘာလာမှာမဟုတ်ဘူးဘုရားကပြောတယ်အချက်900ထိုးမှဟောမယ်ဆိုတာထိုးခံလိုက်ပါတဲ့အဲ့လောက်ဘုရားတန်ဖိုးထားတာဒါကအဲ့ဒိဋ္ဌိပယ်ပြီးရင်လည်းအမှန်ပြောစရာကောင်းတာတဲ့တန်ត្រာမှာကွယ်ဒိဋ္ဌိပယ်ပြီးရင်လည်းဆင်းရဲကုန်မဖြစ်ပါဘူးတဲ့မကြံတော့ပါဘူးတဲ့တန်တရားတူသွားပြီဥပမာအပြင်စတာတို့တဲ့ရေကန်ကြီးက12မိုင်ယူဇနာပေါ့နော်အလျာအနန္တ12မိုင်ရှိတဲ့ရေကန်ကြီးရှိတယ်ဆိုပါလို့တဲ့အဲ့ဒီကိုရေကဘယ်လောက်ပြည့်လဲဆိုရင်ရေကန်တောက်လို့ရအောင်ပြည့်မှာတဲ့ရေရှာတာဥပမာပြတာဘယ်လောက်ကောင်းလဲနော်ရေကန်တောက်လို့ရအောင်ဆိုရတော့ရှာနေပြီပေါ့နော်
တော့ပေါ့လေကြီးကလူစောင်းပြီးလူတောက်ရမလားအဲ့ဒီရေတွေကိုတဲ့ကျတာလို့တဲ့တမန်မြက်ကလေးထည့်နေပြီးတော့ပြန်မလိုက်မယ်ရေတစ်စက်ကြတယ်မလားနောက်ဆုံးမရေလေးခွေရေစက်ရှိနေတဲ့ကျတာတော့ကြက်တူလို့ဖြစ်တဲ့အဲ့ရေစက်ကလေးနဲ့ကံလေးကရေပြားများတယ်တဲ့ဖြေကြပါဦးအမယဟန်တပါကအများကိုလည်းလက်ကတော့ဖြေပြီးရှောက်ရတယ်မလားဗျာတဲ့ဘုရားတဲ့ကတော့ဝုန်းဖြေအောင်နော်ခုတော့အုပ်တယ်ဖြေရအောင်တိတိစိတ်စိတ်ပဲအများကိုတပါဖြေရတယ်မလားဗျာတဲ့အမှန်တန်နှဲရှင်လို့မရကွာပါလိဗျာတဲ့ကံလေးရများပြီးတော့ဟာသမတ်မြပြားကြီးရနဲပါလိဗျာအဲ့တိုင်းမှတ်ပါချင်တာလို့တဲ့အဲ့တဏှာဆက်ဖြတ်တတ်လို့ဒိဋ္ဌိပဲလို့ပြတ်သွားတဲ့ဉာဏ်လေးလက်ခနဲ့ပေါ်သွားပြီပေါ့နော်စက္ကန့်ပိုင်းတော့မကြဘူးနော်တရားရှုတဲ့အခါကိုယ်လည်းရှုတတ်နေပြီမလား10မိနစ်လောက်ပဲကြာတာမလားရှင်းရှင်းလေးပေါ်လိုက်တာနဲ့တဲ့အဲ့ပုဂ္ဂိုလ်မှာတဲ့ကံလေးရကြီးပမာဏဆင်းရဲတွေဘွားတွေကုန်ပြီရေသက်လောက်ကလေးပဲကျန်တော့တယ်ရှေ့တိတ်မရှိတော့ဘူးအဲ့ဒါအားရှိတယ်ဟုတ်ပါလားဖြတ်တန်နေပြီနိသင်္ကန်းကြီးမှာသူကယုံတော်မှာလေဖြတ်တန်နေပြီဟုတ်ပါလားနောက်ဆုံးကျ9ဘွားပေါ့တဲ့ပြီးပြီတဲ့အပြင်မသွားတော့ဘူးနော်လက်နဲ့တူလေးပဲသွားမှာတဲ့အဲ့ဒါအားရှိသွားပြီရှင်းတဲ့ဖို့မနကောင်းဘူးနော်တောက်ဆရာဖေးပြောတာခင်ဗျားတို့တဲ့ကျွေးသိန်းရှိမယ်တဲ့အကျွေးသိန်းရှိမယ်တဲ့ဒီစားလေးရက်กว่าတဲ့တခါရင်သိန်းချေပြီးမယ်ဆိုရင်ရက်မှာလားရက်တာပေါ့အဲ့တိုင်းနဲ့နော်ဒီတရားကိုရှုမှတ်လို့လက်ခနဲ့သိလိုက်လို့ရှိရင်တဲ့အများကြီးကြည်ပါပြီတဲ့ဟုတ်ပါလားတော့ဆရာကောင်းတော်တို့လားပေါ့ဟုတ်ပါလားတော့နားလည်ပြီနော်အမြင်အားလုံးတဏ္ဍာမှာအခုမြင်တဲ့အမြင်ကဒိဋ္ဌိတကယ်ပြုတ်တာပါအဲလိုဒိဋ္ဌိပြုတ်တယ်ခေါ်တာတဲ့အမြင်ရှင်းသွားတာပေါ့နော်ဉာဏ်နဲ့အချိန်မင်းလှည့်လိုက်တာဉာဏ်ကိုစုစည်းပြီးလှည့်လိုက်လို့ရှိရင်မျက်နှာအမူအရာကိုယ်အမူအရာတွေတဲ့သူနေမျက်စိမိလိုက်ပါကြံကြည့်အောင်နော်အချိန်မင်းကြည့်လို့ရမယ်နော်အာဂါဒီဘောစကားကိုသောပေါ့လားဉာဏ်လှည့်တဲ့အချိန်ပေါ်မှာပဲအချိန်မင်းပေါ်မှဒါနည်းမှန်ပေါ့သောပေါ့လားဒီမျက်စိခဏမိလိုက်ဉာဏ်လှည့်ကြည့်အောင်နော်မကြည့်ပဲနဲ့ကဲမျက်ကိုယ့်ရဲ့မျက်နှာနှစ်ဖူးမျက်ခုံးမျက်လုံးနားတာခံစားမှုနဲ့သွားနော်နှုတ်ကုန်းမခွဲနဲ့မျက်နှာအမူအရာနောက်ရှုလိုက်တယ်ရင်မနဲ့ကြောပခုံးတယ်ကိုမျက်နှာဝမ်းမိုက်တဲ့အခါနောက်ဒီမဆုံးပေါင်းနောက်လက်တွေချီတော့တယ်ကဲရှုတဲ့အမူအရာထုတ်တဲ့အမူအရာပါပါလေးပေါ်နေမယ်ဘာဝရင်ရင်လည်းရှိနေမယ်ကျွန်တော်ဒီခင်ဗျားရဲ့ပတ်ဝန်းကျင်မှာလို့ပြောတဲ့အတန်ပါမပါငါလို့ပြောတဲ့အတန်ပါမပါရေးပြီးကြက်ခတ်ပါအဖြစ်မှန်ထုတ်တာနော်တခါယူတဲ့အမူအရာတွေကျွန်တော်၅ပါးအောင်မသွားဒီအထေတတ်တော်ကအတ္တဝနာမဟုတ်ပါတန်လျက်ကဲ့သို့တဲ့တိတ်ဆိတ်နေပါတယ်လုံးဝစကားပြောတဲ့အတန်မရှိပါတောက်ဆိုခြင်းမရှိပါဘူးအချိန်ကိုထပ်ပြီးထားလိုက်ပါတောက်လျှောက်ယူစေထုစေငြိမ်နေမှာပဲလောင်ရင်းကိုဒီပြောက်ဘယ်တော့မှပြန်မလာပါအတိအကျဖွားသည်လို့ခေါ်ပါတယ်ခုနေကငါအိမ်လို့ငါနဲ့အိမ်နဲ့ဖော်ကြည့်မယ်မျက်နှာအမူအရာငါအထဲအိမ်ကလည်းအထဲမပြောက်ဘူးလို့ဖော်ကြည့်မယ်မရပါဘူးပြောက်သွားမှာပဲရပြီနော်ဒီလုံးဖွင့်ကြတော့ခုခိုင်းတာလေးကဘုန်းကြီးတို့မိနစ်ဝက်လောက်ကလေးပဲရှိပါတယ်တော်တော်နည်းတယ်မအောင်မင်းနဲ့မျက်နှာတစ်ခါမှကြေပေါင်း3သိန်းကျော်တယ်ဟုတ်ပါလားအဲ့ဒါမိတန်တန်မှာတတ္တိကိန်းနေပြီသုလသောတာပတ္တိဉာဏ်လို့ခေါ်တာမဟာမဟုတ်သေးဘူးနော်ဟုတ်ပါလားဒါတော့အားဆိုမနေဘူးတဲ့အဲ့ဒါဘုန်းကြီးဟိုတော့မဟာမယောင်မချင်းတွန်းတင်တာပေါ့တို့မလိုက်နိုင်ကြဘူးအဲ့တော့သောတာနုဒ္ဒတုတ်တန်ဆိုတာရှိတယ်ဘုရားဆိုဟောတာနော်ဒီကမှုတဲ့ဆိုဖိုင်ယူဟိုတော့လောက်တော့ဘုရားအားတာမဖတ်နိုင်သေးဘူးနော်တရားဝေသွားလမ်းကြရင်တော့နေနေမှာဆိုရင်တော့နေခင်းမဲ့အားရချင်းစားတော့ဖတ်အားတာတော်တော်မကုန်နိုင်ဖတ်လို့လည်းပြီးနိုင်ဘူးနော်အဲရှိရဖတ်ပြီးသားပြန်နာနေရတာဆရာကြီးဟောတာပြန်နာရတာဟုတ်အဲ့တုတ်တန်ကိုနာတော့မှဘုရားအားရတာခုလောက်အတိုင်းတာတဲ့အတိလေးကိန်းထားတယ်တတိကိန်းထားတဲ့ပုဂ္ဂိုလ်များသည်တဲ့တ
တင်းဘာဖြစ်မလဲလို့ဘုရားကြည့်တယ်တဲ့မှန်ကြည့်ပေါ့နော်တစ်ချက်မှဒီတိမရှိတဲ့ပုဂ္ဂိုလ်ကတော့တင်းတော့ကြောက်ရွံ့ခတ်နေမှာပဲဒါတွေတော့မဲလို့ပေါင်းတော့အော်မတေးကြတယ်လောက်မတေးကြတယ်ကံလည်းသူမရှိဉာဏ်လည်းမရှိနော်အပေကြမှာကျိတ်နေတယ်ဒီဉာဏ်ပိုင်ရှင်ကတော့တဲ့သူလွတ်အောင်ယူမှာတဲ့သို့တော့ယာနှုံးပြအလင်းတန်မရှိတော့ကြောင့်နိဗ္ဗာန်တော့မပေါက်ဘူးခန္ဓာသတ္တမသိနေဘူးအရှိန်ကြံအောင်မှာသို့တော့ဘာဖြစ်မလဲမေးတော့ဘုရားကြည့်လိုက်တော့နတ်ပဲဖြစ်မယ်ဘာလဲနော်သိပြအကျော်မတင်းလို့ပါပဲအာရုံကျော်နဲ့ဆိုင်တယ်နော်ဒီမှာကိုယ်ပြောတယ်တင်းပြီးပူလို့ရှိရင်တော့တကိုးကျသွားလိမ့်မယ်တင်မာတိတော့လက်တွေရှိလျှော့ထားတာဗန်လျှော့ပြီးသားဖြစ်နေတယ်ရန်လေးတဲ့တော့ရင်ထဲမှာစကားမပြောတော့မေးတယ်တင်းနေလားတင်းတော့မယုံတော့လက်တွေရှိတင်းနေလားတင်းတော့အာရုံကျော်တွေရောပြီးတည်တဲ့မသားဖြစ်သွားတာလက်ပဲဖြစ်မယ်ဒါမလို့တရားကောင်းမကောင်းကြည့်ရင်ကိုယောဂီတွေဘုလို့လေ့လာကြည့်တာနော်ခုအမှတ်တရဒီတရားနာပြီးတဲ့ယောဂီတွေတည်တိုင်းကဲပြီးတော့အော်စံကောင်းတယ်လက်ကလေးက၄-၅ရက်ကြာလည်းပဲသူချိုးလို့ကိုလို့ရတယ်ပြောတာပဲအဲ့ဒါဆိုတည်ကြတဲ့အထက်ပဲတောင့်တည်ပြုတ်နေတဲ့မသားဆိုတော့အောက်ပဲဟုတ်မဟုတ်လားဘာတော့ရုံးကြီးတောင့်လုံးတန်းတန်းမှာအာရုံကချုပ်သွားတာဟုတ်တော့ကြီးဖြစ်သွားတာပေါ့ဟုတ်မဟုတ်လားအရင်တောင့်ပြီးတင်းလို့အော်လို့ရတော့ကချုပ်ငိမ့်သွားတော့တောင့်တော်ကြီးကြံနေခဲ့တော့ဘယ်မှပြင်လို့မရဘူးဒါကလည်းမန်ရော့ထားတာကမာနကြထားပြီလေဟုတ်ပါလားစကားလည်းမပြောအော်လည်းမတော့မိတယ်ဟာနေတာကိုပြောခွင့်နေတယ်ဆိုတာအဲ့ဒါတကယ်မှန်တယ်ဟုတ်ပါလားအဲ့နဲ့ပဲဖြစ်မယ်တဲ့ဖះဆက်ကြည့်တယ်တဲ့နဲ့ဖြစ်တော့ဘာဆက်ဖြစ်မလဲဆိုတာလေးစားတဲ့လေးမျိုးလေးစားတယ်နော်နဲ့ဖြစ်ပြခြင်းမှာတဲ့ဆက်ပြီးကျင့်နေလို့ရှိရင်နဲ့ညာကပိုလင်းတယ်ရုပ်ကကောင်းသွားတာကိုစိတ်နေအညာမညာလေရုပ်ကကြည်စိတ်ပါကြည်တော့နဲ့ညံနေကြတော့လင်းနေဖြစ်တော့မဟာသောတာပန်ဖြစ်မှာပဲဘုရားရုပ်တွေကစားထားတာကဒါအကျဉ်းစားတွေစားထားတာမလားဟောနတ်ဩဇာနတ်တက်ပြီဆိုတာရုပ်ကပြောင်းသွားပြီးသားဖြစ်တော့မစားလည်းပဲကြည်နေပြီးသားဖြစ်နေတော့အဲ့ရုပ်တက်ရုပ်နေစနေစိတ်ကပဲဒါအားကောင်းတာဟုတ်ပါလားအဲ့ဒါမဟာသောတာဖြစ်မယ်တခါဘေးကနေအမောင်ကြီးတဲ့ရောက်သစားနော်သူပြကျင့်တဲ့တရားဆက်ကျင့်လေလို့ပြောလိုက်ရင်လည်းပဲကြည့်လိုက်တဲ့မဟာသောတာဖြစ်မယ်။ဒါကလည်းအဲ့လိုမကြုံဘူးထားတဲ့။နတ်တရားပဲရှိတယ်တဲ့။အဲ့ဒီလေတရားလိုက်နာကြတာနော်။ဒါမှမဟုတ်နာတဲ့ခါကျတော့မှစီတီးတန်ကြရင်တဲ့ရှိတော့ပေါ့မြို့ကစီတီးတာကိုအဲ့တော့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကစီတီးတန်ကြတော့မှဒါမြို့ပဲလို့သိတယ်လို့ပဲတဲ့။ကိုကျင့်တဲ့တရားပြန်ပေါ်လာတာ။အဲ့မှာတရားမှကျင့်လိုက်တဲ့မဟာသောတာဖြစ်မှာပဲတဲ့။သုံးချက်ရှိပါပြီနော်။နောက်ကိုယ့်ရဲ့အရင်တည်သွားတဲ့ဓမ္မမိတ်ဆွေတွေရှိတယ်ပြီးတဲ့နှစ်ကတည်းကနောက်ပြီးတဲ့ဒီနှစ်ကတည်းကရှိမှာပေါ့နော်။ကိုမှနိုင်ပိုင်းတော့မရှိသေးဘူး။သတ်တွေ့တဲ့အခါလူပြည်တော့တရားပြန်ဆွေးနွေးကြမယ်ဆိုဆွေးနွေးနေကျင့်လိုက်ပြန်တယ်ပဲမဟာဖြစ်မယ်ပြန်မကြတော့ဘူး။ဒါတော့ဘုန်းကြီးအဲ့မှာအားရသွားတာဒီလောက်ဆိုရင်မဆိုးဘူး။အစတော့မဟာမဖြစ်မချင်းစိတ်မချဘူးပေါ့။ဒါပေမဲ့ဖြစ်မှာတဲ့။ဟုတ်ပါ့လား။သောတာဒုက္ခတုတ်တမပါဖြစ်မှာကျင်းနေတဲ့။ဟုတ်ပါ့ကြလား။ဒီလောက်ဆိုရင်အားရဘူးပါဘူးနော်။သို့တော့အဲ့တော့မတင်းနေဘူးနော်ဟုတ်လားဆုံးမကောင်းမှာဆုံးမကောင်းမှာနော်ဒါပေမဲ့ဒီနေ့တော့အပေတော့ငိမ့်ပြီပေါ့ဟုတ်လားငိမ့်တော့ပါတယ်နော်ဟုတ်မှန်းလို့မရဘူးလားဟုတ်ပါတယ်ရင်ထဲကိုပူအောင်အပေကြလောက်ပူမှာလားမပူနဲ့တော့နော်ကိုပူကိုပဲခံရမှာဒါကြောင့်ပူလဲကိုရှုံးတယ်ဒီနေ့ကြောင့်ပူလဲရှုံးတယ်ဘယ်သူကြောင့်ပူကိုရှုံးမယ်ဟုတ်ပါလားပူလို့ကြောတင်းနေတော့မတာပဲအဲ့မတာအပေမတာပဲဟုတ်ပါလားนั่นလေတဲ့နော်ကျွတ်ဖောက်တွေကမှားတယ်ညာမလိုက်နဲ့ခန္ဓာ၅ပါးလည်းအလွတ်မရဆိုတော့ကဲမထူးဘူးလို့ဘုရားဟောမှာတင်းတရားကိုရင်ဆိုင်ပြီးတော့အကျော်လျှော့တတ်လို့မှန်ရော့ရင်တော့လက်ဖြစ်တယ်ဒါအချုပ်ပေါက်တွေမှာအချက်လည်းပါတယ်နော်ဒီတရားတွေနားမလည်ဘူးဆိုလို့ရှိရင်မှတ်တာတေကန်ကြီးလို့ရှိရင်နော်တေမာပဲရုံးမနေနဲ့တော့ဒီလိမ့်မဲ့တော့မတေခင်ရတေကန်ဆောင်မလိုက်တော့နားမဟုတ်လားအကျော်လျှော့မလိုက်တော့ကိုလျှော့လိုက်တော့နော်ကိုမှန်လျှော့မလိုက်တော့ဒီလျှော့လိုက်တော့အဲ့ဒါဆိုပြီးတယ်ဘာမှမတွေးနေတော့လျှော့လိုက်တော့အဲ့ဒါဆိုရင်လက်ဖြစ်တယ်ဟုတ်ပါ့လားအဲ့ဒီမှာထားတော့သူ့နာအဖောက်တော့တကယ်ဖြစ်တာသူကတာသမီလည်းအများကြီးမွေးထားတာလက်90ကျော်မှလာတော့ညာထိုင်းတော့အဲ့တခုမှတ်သွားတာဦးနေဒေါ်ချင်းမီရဲ့အမေအဲ့သူယောဂဖြစ်တော့စေုံပူတော့မောင်နေကြီးတဲ့ဒါတေမာကျင်းနေပြီတဲ့ဖုန်းပြောလို့ငါလျှော့တော့မယ်ဆိုတေချောင်ဆောင်လျှော့တာပြော့ခွင်တာပဲအဲ့သူ့မလည်းပြောစီလုံတာပဲ
တစ်ချက်မှမထိတော့ဘူးတကယ်ကြီးရတယ်ဆေးရုံရောက်တော့ဆရာဝန်ကတေမန်းတော့မသိလိုက်ဘူးပျော့ခွင်တာတကယ်နဲ့ဖြစ်တယ်ဒီရက်လေမှာကြတော့မှမေတ္တာပူတော့မဘွားနဲ့ပေါ်လာတာအလင်းတာပဲမနေ့တရားဟောတဲ့ဦးစင်းကိုတက်ဆိုတာခက်ညူလေးအတူသားသူသားငငယ်ခက်ပြီဘုရားကျောင်းကိုတော်တွေကအစအကောင်းတယ်မဟုတ်လူဆိုးတွေအကုန်အဆိုးကြီးတယ်အဲ့ဒါခက်ပြီအဲ့ဒါနေသွားတယ်ပြန်မလာဘူးအဲ့ဒါကိုအိမ်မက်ပြေးတယ်ဟဲ့ငါသားငါသွားခေါ်ပေးမယ်တဲ့ဒါပြန်မလာဘူးပြန်လိုက်ရဟန်းပေးလိုက်လို့ပြောတာတကယ်ရောက်လာတယ်တကယ်ရဟန်းဖြစ်နေခုစောက်ကြောင်နေတာသူအဲ့ဒါပေါ်ကလျှော့တာဟုတ်ပါဒီတရားတော့အခန့်ရှိတာပေါ့နော်နားတော့သဘောတော့နည်းနည်းပေါက်ထားတာပေါ့ဒါမလို့တရားမပေါက်တတ်တော့သူကလျှော့တာဒီကအဖောက်တွေပိုင်လဲတင်ထားမယ်နော်တေမာမကြောက်နဲ့တေမာပဲနော်ဟုတ်ပါလားဘယ်ရင်ပြည့်တေမာပဲနော်တေရန်ကြီးကျူမှတ်ထားတော့အော်ဟေ့မနေနဲ့ဘယ်သူကယ်ပါလို့မလဲကယ်လည်းမကယ်နိုင်ဘူးအဲ့တော့တင်အောင်ဆောင်လိုက်တော့တော့ပေါ့လားမတိန်နဲ့တင်ထားလိုက်ပြီးတာပဲပေါ့နော်လျှော့လိုက်လို့အတွင်းထဲသွားကြရင်လည်းအနက်တော့တေချဖြစ်တယ်ဟုတ်ပေါ့လားနတ်နေပြီနော်တင်းနေနဲ့မတာပဲအပေမတာတော့မကောင်းဘူးနော်လျှော့နေကြိုးစားတရားထိုင်နေပဲမှလည်းထိုင်ပြီးတိုင်းလက်ရှားကြည့်ရပခုံးလေးရော့နေတာအမှန်ထိုင်ရင်နဲ့ဖိနေရှုပ်ပြီးတင်းလိုက်မဟုတ်ဘူးနော်တော့ပေါ့လားအဲ့လိုရှိနေမကောင်းဘူးတော့ပေါ့လားဟိုကလေးတွေပြောဆိုပဲဒါဆိုပေါ့နော်ဆိုနေရလို့ရှုပ်ထားတယ်ဆိုရင်အကျော်တင်းတာပဲပေါ့လားအဲ့ဒါတင်ထားတော့ဘုန်းသမီးလေးတွေအဲ့ဒါဘုရားတော်ပူကြတော့တခါတည်းကငါးရက်ကြီးမှတရားထိုင်တာတောက်ပြီးတော့ဘခုံးလာပို့လို့ဘုံဘာလဲသမီးဆိုဖင်ထိုးတယ်စိုးမပွင့်မှုတဲ့စိုးမပွင့်မှုတဲ့စိုးမပိတ်နေလို့ဆိုရင်ဒါတင်းတယ်ပေါ့စိုးမပွင့်မှုတဲ့ထိုင်နေပုံရတယ်ဟုတ်တယ်အဲ့ဒါတင်းတောက်နေဘယ်ကောင်းမလဲနော်ငါနဲ့သွားတာကိုသမထနီးသမားလည်းပဲမှတ်တာပါစိုးမပွင့်လို့မမရောဘူးဆိုရင်မရဘူးမတည့်သေးဘူးပေါ့နော်ဥပဒနာပို့တော့တည်တာလေနော်သဘောပေါက်ကြလားဒါမြင်နားလိုက်ပါနော်ဝိယတဏ္ဍမှာအခုဒိဋ္ဌိဆိုတဲ့သဘောတရားကအမြင်မှန်ကိုအမြင်မှန်အစားထိုးလို့ရမသွားဘူးလားဟာပြီဝိသိကိစ္စဆိုတာလည်းလမ်းသုံးလမ်းမသိတာပြောတာလမ်းကြောက်တာပြောတာကိုဟုတ်မဟုတ်လားတွေးနေရင်လည်းကဲဘဝပြောင်းပြီးကျမ်းတမ်းလာရင်အဆန်ခေါ်မလားအစုံခေါ်မလားအစုံတွေးနေရင်လည်းအေးပြီးကြောလို့ရောပြီးကြည်လာရင်အဆန်လားဟုတ်မဟုတ်လားကဲအတွေးတွေကိုအမုံမှန်းတီတခုလိုဖြတ်လိုက်လို့ရှိရင်နော်နိဗ္ဗာန်လမ်းပေါ့ဒါတိနေပြီဆိုရင်ဝိသိကိစ္စရှိသေးလားဖះကဒါဟောတာဖះကဒါပါလားသိသွားပြီလေဖះကြောင့်လည်းသိသွားပြီတရားလည်းသိပြီတန်ခါရောလုံးလုံးယုံသွားပြီမှန်သွားပြီတဲ့သွားပြီတကယ်ပြတ်တာအမှန်နော်တိလပရမတ္ထအခြားနည်းနဲ့နိဗ္ဗာန်ရောက်ဆိုတာမဟုတ်ဘူးသိသွားပြီလေဒီနေ့အမှန်မခင်7ပါးအကျင့်မရှိတယ်လို့သိသွားပြီပြီးပြီပေါ့နော်ဒါဆိုတော့ပြတ်ပြီတဲ့အမြင်ပြောင်းသွားပြီပေါ့ဟုတ်ပါလားအိမ်ပြန်သွားရင်မှတ်တာဘုန်းကြီးကြိုးပြန်လိုက်မယ်ပြောလို့ရှိရင်အိမ်ကြီးကလေရှင်းသွားလိမ့်မယ်ရှင်းတော့မရှုပ်တော့ဘူးအမှန်အပြင်ကရှုပ်တာနည်းနည်းဒီကျက်ရှုပ်တာများဟုတ်ပါလားဒီမှာရှင်းအကုန်ရှင်းသွားတာပဲသိလိုက်ပြီလားသုဒ္ဓကိန္နကြည့်နေတယ်ဒါဘယ်လမ်းဆိုတာသိနေတော့လမ်းကိုတဲ့နေတာပဲတခုလည်းရှိတယ်မိသားစုညီမရမှာအမျိုးသားကသဘောပေါက်တယ်အမိမပေါက်သေးရင်မတည့်ဘူးဟုတ်ပါလားမလိုက်နိုင်မှဆိုလို့မိသားစုတွေကလှည့်ဝင်တာများတယ်ယောက်ျားဝင်ပြီးမိန်းမဝင်တာပဲပြီးကလေးတွေဝင်တာတင်ရင်သားလုံးဝင်တာများတယ်ဒါမှညီမအောင်အမြင်မတွေ့ရင်မရဘူးလေလူအောင်တော့ဝင်မရမယ်နော်ဟုတ်ပါလားဒါမှအမြင်ပြောင်းသွားမှကိုယ်တစိတ်ချရမှာရပြီနော်ဟုတ်ပါလားမျက်လည်းသိပြီနော်ဘိုးလည်းသိပြီမလားအပေဘာကြောင့်မကြတဲ့သဘောပေါက်ပြီနော်ကိုယ့်ကိုမှတ်တတ်မလားဘုန်းကြီးတရားစစ်ပေးအောင်မလားစစ်ပေးအောင်မလားမလို့တော့ဘူးလေအခုစစ်ပေးတာပဲလေကိုယ့်ကိုမဲ့ဖြစ်စဉ်ကံနဲ့ကြည့်လိုက်လေကြည့်ရပြောတာကမှတ်တမ်းနေတယ်အဲ့မှတ်တမ်းနဲ့လိုက်လို့ကြည့်လို့တဲ့လို့ရှိရင်ကိုယ့်ကိုဆုံးဖြတ်ဖို့ရဲစီမှန်မနေဘူးလားအေးပေါ့သူများရလို့ရောတော့မရနဲ့နော်မရရင်မရဘူးပြောရမှာနော်မပိုင်သေးဘူးဆိုထပ်ဝင်ပေါ့ဘုန်းကြီးတရားဘယ်စိတ်ပေးနိုင်မှာလဲသူများစိတ်ကြံတည်တယ်ပရစိတ်တာဆိုတဲ့ဘယင်တကူရှိမှဘုန်းကြီးစိတ်ပေးလို့ရမှာပေါ့အဲ့လိုမှဖော်မရှိတာကိုယ့်ကတော့မနေ့တယောက်ကြိုးစားနေရသူများပဲသာဝိယူနော်အဲ့တော့ကျမ်းတိုင်းပြောတာလိုက်စစ်ကိုယ့်ကိုစစ်ပေါ့တက်စစ်ရမှာလားမလို့တော့ပါဘူးနော်ဟုတ်ဆိုစစ်လို့ရှိရင်ဘုန်းကြီးတို့ကိုယ်လည်းခံရဘူးလို့မာသီတော်ဝင်းတော့တရားစစ်တော့ကလေးဆိုမသိခင်ညာရကျင်တာမလားအဲ့တော့ဘယ်လိုပြောရင်ကောင်းမလဲကိုရှိတာနဲ့ညာပြောတာများတာကျတော့ညာကုန်တော့ဒါမြင်လဲမြင်တဲ့ကြောက်ပြောရင်လည်းပူပြောတာလူပြောတာရှိတာပေါ့နော်ကိုယ့်ကိုယ်တော့အဲ့တော့တရားစစ်ရတာဟမ်းမကြဘူးနော်အစစ်ခံတဲ့ပုဂ္ဂိုလ်လည်းဟမ်းမကြဘူးဒါတော့အကောက်ကူတွေပါတာများတော့ပေါ့သဘောပေါက်တယ်ဒီစစ်တဲ့လူကအချင်းနေမကောင်းဘူး
အဲ့ဒါဖွာစစ်လည်းမစစ်ဘူးတော့ပေါ့လားပြန်တိုင်းပြောလိုက်ကိုယ်မှန်စစ်ပေါ့မညာတော့မညာကြီးပေါ့ဟုတ်ပေါ့လားဆိုတော့စစ်မယ်ဆိုရင်ကဘာပြောလဲဆိုမြင်တယ်ပြောနေရတာကအလို့ရှုပ်တာခဲမဟုတ်တော့ရောပါလားဟုတ်ပေါ့ဆောင်းလာတဲ့ပေါ်တော့ပြောစိတ်ညစ်ပေါ်ကောင်းတယ်နော်ပြီးတော့ယာရုပေးမှကြောက်တာယာရုမရမှလည်းကြောက်တာရှင်းနေမကားဘူးနော်အဲ့တော့ဉာဏ်ဤငါမဟုတ်တော့ကြောင့်မကသောတာပန်ဆိုလဲငါဟုတ်လားငါသောတာပန်ဟုတ်ပါမလားငါဘယ်ညာရယူဆိုဟုတ်ရလားဟုတ်ပါဘူးတော့ပေါ့လားဒီမှာဉာဏ်ရင်ဆက်ချပါညာရှိတယ်မလားနိကမှတ်ထားပါပစ္စဉာဏ်စားလိုက်ပါပြန်ချုပ်လိုက်ပါတကယ်တော့အဲ့ဉာဏ်၃ဉာဏ်ပွားတာနော်ကိစ္စဉာဏ်ကတ္တဉာဏ်၃ခုပစ္စဉာဏ်ဆိုတာဒီအမှန်တရားသိတာပစ္စဉာဏ်ဟုတ်ပါလားပေါ်တိုင်းသူကိစ္စသူသဘောတိုင်းကိုအမှန်သိတာရှုမှတ်တာကိစ္စဉာဏ်ဉာဏ်နဲ့မှစိုက်ပြီးတော့သူသဘောတရားကိုအဆုံးပေါက်တာမြင်လာတာကတ္တဉာဏ်ဒါကများသေးတယ်တဲ့ရထကျင်းလိုက်ပါဆိုဥပဒနာနဲ့မဉဏ်တစ်ခုပဲရှိတယ်ဟုတ်ပါလားဆိုတဲ့သဘောတရားကဘုန်းသင်ကြားခြင်းမှာဒါတတ်တော်တယ်မဟုတ်ပါလားမဟုတ်ပါလားသဘောပေါက်ပြီးနေနဲ့တကယ်အလုံးလုံးကြမယ်ဆိုညာတန်းနဲ့ဝင်သွားတာအဲ့ဉာဏ်နဲ့ဉာဏ်လို့နဲ့ထည့်စစ်လို့ဉာဏ်တာဘယ်လိုခွဲမလဲဟုတ်ပါလားရှင်းတိုင်းပုဒ္ဒရာကြီးဉာဏ်ကြီးလို့ခွဲပက်ခဲ့တာအဲ့ဒါဘုန်းကြီးကလိုက်လို့ရှိရင်တိမဟုတ်ဘူးထင်ရမြာနဲ့ရောကုန်မှာတည့်စစ်လို့ဉာဏ်တိုင်းဘယ်လိုဖိုင်းမလဲဟုတ်ပါလားအဲ့ဒါဆရာဖိတ်ပြတဲ့ကအကောင်းဆုံးပဲရှင်ခေမကနဲ့ယဟန်ကြီး60အကြောင်းဟောပက်ခဲ့တာအဲ့ဒါအကောင်းဆုံးပဲနော်ဒါအလုံးနဲ့စစ်လို့ကိုလည်းပုတ်စစ်ရမှာနော်ရှင်ခေမကယောဂဖြစ်တာယောဂဖြစ်တော့တဲတော့ဟာယဟန်60နဲ့မလှမ်းမကမ်းနေကြတာယဟန်60ခုတစ်ခုမှနေတာတဲ့အဲ့ယဟန်တစ်ပါးကိုလွတ်ပြီးတော့သူမှမေးခိုင်းလိုက်တာယောဂတိုးသလားဆုတ်သလားဆိုတော့တိုးပါတယ်တဲ့ဘိုက်ကလည်းပဲဓာတ်နဲ့ပို့သလိုဟောလည်းကျိုးတဲ့တအားစီးသလိုစက်တင်ပေါ့နော်ခံစားရတာပြီးပြောပြီးတိုးတဲ့ကြောင်ပြောပြန်ပြီးလျှောက်တယ်မေးပါဦးကွာတဲ့ဒါဖြစ်ရင်တော့ခန္ဓာ၅ပါးကိုငါလို့ယူသေးလားဆိုတော့တော်တော်ဖြစ်မှဖြစ်ရလားပေါ့နော်မေးနေတာခန္ဓာ၅ပါးကိုငါလို့ယူသေးလားလို့မေးလိုက်ပါဦးဆိုတော့ဒါမေးတယ်ရှင်ဗျာတဲ့ရှင်မြတ်ကြီးကမေးခိုင်းပါတယ်ခန္ဓာ၅ပါးကိုငါလို့ယူသေးလားလို့မေးပါတယ်ဆိုတော့သူကဉာဏ်နဲ့ကြည့်တော့ငါရှာမရဘူးလေငါမယူတော့ပါဘူးတဲ့အဲ့ဒါတော့ပြန်ပြီးလျှောက်တယ်မယူတော့ပြောတယ်ဖေဟာတဲ့ဟာဒါပြည့်ရဟန်းတာပြီလားတဲ့တောင်းမိပါဦးကွာတဲ့ဆိုတော့ဒါတဲ့ရှင်ဗျာတဲ့ငါမျိုးဆိုရဟန်းတာမလားဆိုဟဲ့မတာပါဘူးတဲ့မတာသေးပါဘူးတဲ့ပြန်သွားပြန်တယ်မတာသေးပြောတယ်ဖေဟာတဲ့ဟာဘာလို့မတာတာပြန်ပြီးပါဦးကွာတော့ပြန်လာတယ်ပြောလိုက်ပါတဲ့ငါတော့မယူဘူးတဲ့ငါရောင်ကြံနေတွေ့လို့ပါတဲ့ဟာလေငါလို့တော့မယူဘူးငါရောင်ကြံနေညနေတကယ်ကြီးတော့ငါတွေ့လားတွေ့ဘူးခုလိုနေတဲ့ခါဘာကြံနော်ဟုတ်တယ်အဲ့ဒါကြံနေတယ်တဲ့တမတာလားတဲ့ကဲတခြားမျက်စိမိတ်ပြီးတော့ငါရှာကြည့်ပါလားရှိလားနှာခေါင်းမျက်နှာအကြည့်တော့လေအရိတ်ကတန်မြက်တွေဖြစ်သွားပျောက်သွားပြန်တယ်တကယ်ကြည့်တော့ငါရှိလားဒီတိုင်းဖွင့်တော့ဘာကြံနော်ငါရောင်ရှိသေးတယ်တမတာလားအဲ့ဒါအရှင်းဆုံးပဲနော်အဲ့ပြန်ပြောတော့ငါရောင်ကြံနေသူကပြောတယ်ဆိုတာဟာဘလို့ကြံလဲမသိဘူးကွာတဲ့ကဲသွားမိပါဦးကွာဆိုကြာသွားလာတာမတတ်တာတော့ခေါ်နော်ကဲကွာတဲ့မင်းလည်းပြန်မလာပြီတဲ့ငါ့ကိုတွဲခေါ်ပါကွာဆိုတော့လိုက်ကွာတကယ်ချင်းပြောပါဦးငါရောင်ဘလို့ကြံတာလဲတဲ့ခွဲတတ်တယ်နော်ငါမရှိမှန်းလည်းသိတယ်ငါအောင်ကြံမှန်းလည်းသိတယ်ဒိဋ္ဌိပြုတ်ကိုတဏှာစပြတ်တာသုလတ္တနာဖြစ်နေပြီဆိုတော့တော့မဟုတ်လားဒီထဲမှာညာနှုံးပြီးတော့ညာမကိန်းသေးဘူးလေတော့မဟုတ်လားငါရောင်ကြံနေတာပေါ့အဲ့ဒါမှဥမာပြောမယ်ဗျာတဲ့ရှင်းတော့ဆက်ပြအပွေးမရှိဘူးကြီးပေလို့ရှိရင်တက်ခေါက်နဲ့ပြုတ်ပြီးတော့သူလျှော့ပြရတာလျှော့တော့ကြီးတော့ပြောင်းတယ်တက်ခေါက်နဲ့နေဆွဲနေတာရှင်ဗျာကြီးတော့ပြောင်းပါတယ်ဗျာတဲ့ဖြူတော့ဖြူတယ်အနက်ကဆွဲသေးတယ်တဲ့အဲ့ဒါဘယ်လိုလုပ်မလဲကွယ်တဲ့ဆိုတော့ဗျာတဲ့တစ်တာထဲမှာအမွှနဲ့တန်နဲ့ထည့်ပြီးတော့တိတ်ထားရတယ်ကြာတော့ဟာမွေးသွားတယ်လို့ပေါ့ဖြူလဲဖြူတယ်မွေးလဲမွေးတယ်ပေါ့ဟုတ်ပါလားအဲ့လိုပဲဗျာတဲ့ပထမကတော့ဘုလို့ကြီးပြောင်းအောင်ဒိဋ္ဌိပြောင်းအောင်သင်ပြီးပြီဒါတော့ပြုတ်မသွားဘူးလားညနေကြီးလိုက်လို့ရှိရင်ချိန်မေးကြည့်အကလေးကောဟုတ်ပါလားကားစီးနဲ့ကြည့်ကြည့်ပါရပါတယ်နော်ကားစီးနေရင်လည်းပဲညံတက်လိုက်ပါကားလည်းပြောက်ငါလည်းပြောက်ပဲဆိုတော့ခရိုင်းနဲ့တကြည့်ထားအောင်ပေါ့နော်ဘေးဟောခက်ခါပေါ့နော်အချိန်လေးသုံးတောင်ပေါ့နော်ဒါအဲ့လိုစိတ်ချမှလုပ်ပေါ့နော်ပေါ့လားဒါအရေးကြီးတယ်နော်ဘုလို့ကြုံမှုလို့ပြောတာမိသားစီးနဲ့ရမရပေါ့တခါမင်္ဂလာတုံသွားတော့ကလေးတော့သွားတော့ငယ်တော့က
ယထာပြောက်တော့နှစ်စီးတစ်စီးပေါတော့အရန်ကြက်တာဟောဟိဆူညာချွေးတယ်ဆိုအပဝါနမှာပိညာအရန်ပြန်မှန်းတော့တရားတရားနဲ့ညမထူအောင်ဆိုရှုလိုက်တော့ညံနဲ့ကြည့်လိုက်တော့ငါမှရှာမရတာယထာလည်းပြောက်ငါလည်းပြောက်ဒါပေမဲ့ဘုရားကြော်သွားတယ်ပြန်ရှောက်ရတယ်အဲ့လိုဖြစ်မှဆိုလို့နော်အဲ့တော့ဒါသိတော့ထားပါတော့အဲ့တော့တကယ်ညံနဲ့ကြည့်ရင်ဘယ်ချိန်ကြည့်ယထာစီရင်လည်းကြည့်လိုက်ရင်ငါပြောက်တာဒီဆက်ပြတ်တာပဲအကလီကောနဲ့ကြိုက်မနေဘူးလားကြိုက်တယ်ညံတဲ့ချိန်စမ်းဝင်တာပဲလေဟုတ်မဟုတ်လားအချိန်မရွေးရှုအချိန်မရွေးရရမယ်ဒါညံလို့ပဲလေမိကြည့်မယ်ကဲ150နဲ့ပေါင်းဘယ်လောက်လဲတေးလို့ထပေါင်းလို့200ဖြစ်ပါမလားဟုတ်တယ်လေအမှန်တိပိဒါအမှန်ပဲပေါ့ပချင်းကြည့်ကြည့်တိုင်းဖြစ်ရမှာပေါ့တချို့ကဒီလာလျှောက်ကြတယ်တခါတခါထိုင်တာဗျာထိုင်လို့ကောင်းလိုက်တာဗျာညံတဲ့နေတာပဲတခါထိုင်လို့မကောင်းဘူးဗျာအစတည်းမတည့်လားတော့မဟုတ်လားတဲ့ရင်အချိန်မင်းတင်မှာပေါ့အချိန်မှန်ဖြစ်မှာပေါ့နော်ပေါ့လားအဲ့ဒါတော့ပေါက်ကြညံလို့ကအချိန်မင်းကြည့်ရမှာအကလေးတော့ပဲမိကြီးတေကန်ကြီးရဆိုတာတေးတယ်ဆိုတာလည်းကားစင်းနဲ့တေးနေတာလေချိန်မင်းတည်ချိန်မင်းတည်မှာပေါ့ဟုတ်ပါဒါဆိုတဘာကြသွားပြီနော်သို့တော့ဘာကြံတာလို့ငါရအောင်ကြံတာအဲ့တော့ငါရအောင်ကြံတာဘာလို့မလဲကွယ်လို့မေးတဲ့ခါကျတော့ရှင်ဗျာတဲ့ဒါပဲဆက်ရှုရမှာပဲပေါ်တိုင်းမဆက်ရှုပါဆိုတော့အကုန်လုံးမနာမနေရှုလိုက်ကြတာတဲ့တွေးထဲမှာရန်လုံးပြေသွားတာပေါ့ဟုတ်ပါလားအဲ့ဒါမှတ်ထားပါနိဗ္ဗာန်ဤမဲ့ကိုကျေစုပြုတယ်တဲ့အာရမဏုပဏိတယခေါ်တဲ့ပဋ္ဌာန်းမှာပါတယ်အာရမဏဥပဏိတယအာရမဏုပဏိတယအာရမဏဥပဏိတယဖြင့်ကျေစုပြုတယ်ဆိုတာအရှုခံဖြစ်တဲ့ခန္ဓာနိရောဓသဘောတရားကိုညာကျက်စားတာပေါ့ကျက်စားတော့တွေးထဲမှာညာကိမတော့လားအိမ်တော့ကမဲ့ညာရင့်မလားဘူးလားဒါနိဗ္ဗာန်ဤမဲ့ကိုအာရမဏုပဏိတယဖြင့်ကျေစုပြုတယ်ဟုတ်ပါလားအရှိတိုင်းနေတာတဏှာမရှိတာဘူးသူစားလိုက်ပြီးကာလလွတ်နေတဲ့အချိန်မှာကျက်စားနေနေရင့်မလားဘူးလားအဲ့ဒါပြောတာအချိန်များစွာပေါ်လို့ရှိရင်နဲ့စွာပြေပါမယ်စင်ဆက်မပြတ်တာပွားရင်9ရက်အများဆုံးပါပဲတဲ့ပွားမှာလားအနန္တူးတယ်အနန္တူးတယ်နော်အမှန်တကယ်ပွားရင်တကယ်ရမှာတဲ့ဘုရားဟောပြီးသားနော်အနည်းဆုံးအနန္တကတော့ဖြစ်ပါလိမ့်မယ်လို့ဘုရားအာမခံပြီးသားဟုတ်ပါလားလောက်ညံမနေပါဘူးနော်လုံးလို့ရနိုင်ပါတယ်တဲ့ဓမ္မသဘောသို့တော့ငါကိုပေးတဲ့အညီလားညာကိုပေးတဲ့အညီလားညာကိုပေးတဲ့အညီညာနေငါဟုတ်ပါမလားဒါမြင်ညာစီနေပါတွေကိုမလိုက်နိုင်ဘူးဆိုတာထားလိုက်တဲ့စုလိုမြန်တာဆိုတာခွဲရခက်တယ်ငါနဲ့ငါရောင်ရောင်ဒါလေးပဲပေါ့ဟုတ်ပါလားအခုညာနဲ့ကြည့်ရင်ငါရှိလားဘာကြံတော့အဲ့ဒါပဲမှတ်ထားတော့ငါရောင်ကိုမှယဟန္တာမှာပဲဟုတ်လိုက်ပြီနော်ညာစီနေရှုပ်နေတယ်နော်ကိုဉာဏ်နဲ့လိုက်ရတာရှုတယ်ကောက်ရတာလုံးလုံးသွားတတ်တယ်နော်ဟိုဆရာပြောတဲ့တမျိုးကောက်တော့ထင်ရမြန်ကောက်တော့ကိုယ့်ကိုထင်ကြည့်တိုင်းဒုက္ခရောက်ကြောင်းဟုတ်ပါလားအဲ့ဒါဖယ်လိုက်တော့ပထမကအချိန်မြေးကြည့်လိုက်တတ္တဝအထဲငါရှာမြောက်စဉ်တန်းတယ်ရလိုက်ပြီနော်အဲ့တော့ဖွင့်လိုက်ဘာကြံတာတော့ငါရောင်ကြံမယ်ဟုတ်ပါလားဒါပြင်ငါရောင်ကုံသွားဖို့အတွေ့ထဲမှာရန်လုံးပြအောင်အချိန်များစွာဆက်ပွားရုံပဲရှိတယ်ဟုတ်ပါပြီနော်အနာရအောင်ဒီကဲတော့ဘုရားရှင်ဟောကြားဆုံးပါတယ်မူတဲ့အတိုင်းပြီးတော့တန်တန်မှရှိတဲ့ဘုရားရှင်ဟောရမတရားနိုင်ငံမှတ်သားတော်ကြောင့်နှလုံးသွင်းတဲ့ဖြစ်အတွေ့အကြုံမှာကိန်းနဲ့ဥပဒနာဉာဏ်ဤသုရတောတပတ္တိဉာဏ်နော်ဥပဒနာမဉာဏ်သုရအစရပါတယ်လောကီမဉာဏ်လည်းခေါ်ပါတယ်အချိန်မီကျအချိန်မီပေါ်မှာနော်အာဂရိယစကားတိုင်းပဲတဲ့ကျိန်ဖန်များစွာပွားများနိုင်ကြကုန်ရဲ့ရင်းကြလာပြီးတော့အဲ့ဒါဆိုအာထာတမေဖို့တိုင်းပေါပြောဤတဏှာအစပြပြခါခန္ဓာဇာတိငြိမ့်နေကြပါစေကျေးဇူးကြီးများတဲ့ဘုရားရှင်ကိုတော့ကြနော်နမောတတ္တသဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တသဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တသဂဝတောအရ